สมิตาติยัมปิพุทธังสารนังกัสสมิตาติยัมปิธัมมังสารนังกัสสมิตาติยัมปิสังฆังสารนังกัสสมิติสารนากัมมานาอิติปิโสภะคะวะอะระหังสัมมาสัมพุทโธเวสสะสารนาสัมปันโนสุขโตโลกวิทูอนุตตรปุริสธัมมาสารติสัทธาเทวมนุสานังพุทโธภะคะวะติสวากขาโตภะคะวะตะธัมโมสันติทิโกอะกาลิโกเอหิปัสสิโกโอปันนายิโกปัสสัตตังเวทิตาโพเวญโยหิติโสปฏิปันโนภะคะวะโตสาวกสังโฆสุปฏิปันโนภะคะวะโตสาวกสังโฆญาญาปฏิปันโนภะคะวะโตสาวกสังโฆสามิสิปฏิปันโนภะคะวะโตสาวกสังโฆญาติได้มายังกัลกุสันโตโกนาคัมมโนกัสสะโพโกธัมโมอริยเมตไตยปัสสิกพุทธานาอักขสาวกะขีนาสาวกะปรินิพพุเตวะอติตังวะอนาคตังวะปัสสุปนังวะอุปกุฎาเทระวะกตัมปุญญังสามินาอนุโมทิตาปัมสามินากตัมปุญญังมหัมตาตาปัมสาธุสาธุสาธุอนุโมทามิวันตามิพันติสาธุสาธุสาธุဆက်လက်ပြီးစီစဉ်နှစ်ရာဓမ္မဒုဒဆရာတော်ပါမောက္ခဒေါက်တာအရှင်စေခိဏကအဖွင့်ဩဝါဒကရာရှင်းမြင့်တော်မူပါရအစီအစဉ်ဖြစ်ပါသည်ဖျားဆရာတော်ဖျားမအဖွင့်ဩဝါဒကထာချင်းပြပါရန်ရေးသားရိုသေလေးသားစွာဖြင့်တပည့်တော်မှလျှောက်ထားအပ်ပါသည်ဖျားဦးစီးကြည့်ကြအောင်ဘာလို့လဲ
ဆိုးတဲ့ကွေတော့ငယ်တော့ဆိုးတာကြီးမှဆိုးတာကလေးတွေမှာဆိုးတဲ့ပြောက်တယ်ဘုံတရားစကန်တရားစကန်ဖွင့်တယ်လို့တင်လို့နညာအဲ့တို့ရဲ့တရားစကန်မတ်တာကြောင့်ရဆက်ရုံကြီးကြာဒီဘက်ကဆိုးရတယ်ဆိုတော့ကလေးတွေမိဘတွေကဆွဲခေါ်တာနောက်နေ့နညာအဲ့တို့ရဲ့ပြီးအိုးနေမှာပြီးထွက်သွားဘလို့ဆုံးမတယ်ဘလို့ခေါ်တယ်လာတာမီးတွေမိတောင်းရတခုံးမဲ့ပြောလိုက်ကိုကဘာမှမဆုံးမဘူးကိုကဘာမှတင်မပြီးဘူးအဲ့ဒီ20နာရီတော့စာအုပ်ပါပါနဲ့30မိနစ်လောက်ရှိတယ်တိတိရေတော့လည်းဒီစာအုပ်ခုလည်းဒီစာအုပ်နောက်လည်းဒီစာအုပ်တက်ဖို့လုပ်နေတာကအဲ့စာအုပ်ကြီးတွေကကလေးတွေကိုလိမ္မာဖို့ဖြစ်တယ်လိမ္မာဖို့ဖြစ်တယ်ဒီစာဖတ်ရတော့ကလေးတွေစိတ်ညစ်တာမရှိဘူးဘာလို့လဲပြောရမှာဆက်ရပါဘူးဘုံလုံးအမြင်ချင်းမတူတာကိုဘောတူလက်ခံနိုင်တဲ့ချင်းရှိစေချင်မိဘတွေကတာသမီတွေကိုဆုံးမမယ်ကောင်းတဲ့ဆရာဆရာမတွေကတပည့်တွေကိုဆုံးမမယ်ကောင်းတဲ့လူကြီးတွေကလူလေးတွေကိုဆုံးမမယ်ကောင်းတဲ့အဲ့ဒီအမြင်မျိုးကောင်းတဲ့တခြားအမြင်ပြောရစေကိုယ်အမြင်တစ်ခုနဲ့မှန်တယ်ဆိုတာကိုယ့်ရဲ့အသိဉာဏ်အားနည်းတယ်အမြင်မျိုးမြင်စေချင်တာဘုံကလေးတရားစကားမှာကလေးတွေကိုအမြင်မျိုးမြင်အောင်ပြောပြတယ်ကလေးတွေတော့ကြည့်တော်လေဆိုတုံးနေနေနေရှိတယ်ငါတို့ချောင်းနေရှိတယ်သူတို့လေးတွေနဲ့ခိုင်စကားပြောတာကလည်းခိုင်မောတရားဟောတာဘူးနေကလေးကြီးသူတို့လေးတွေနဲ့စကားပြောပုံပြောပြီးတုံးနေနေတာပြီးပုံပြောပြီးနောက်ခုပြောပြီးနောက်ခုပြောပြီးနောက်ခုပြောမှတ်ပြီးတုံးလာလည်းပြောပြီးတော့ဒါလည်းဘုံပြောတာသိကောင်းတာပြောနေတာနားနေရတယ်ကိုယ့်ထက်ကောင်းတယ်ဘုံတို့တကယ်တမ်းကြာတော့ကလေးတွေကိုဘလို့လေးမအောင်လုပ်နေတာလေဝေးလို့ဝတ်ချက်ရှိတယ်ပြောရမှာကပြောလို့ကောင်းတာဟမ်လို့ဝတ်ချက်ဆိုတော့ပြောမှတော့ပြောဝတ်ချက်ဘူးတော့ဒါမှလည်းရှော့တော့ပြီသုံးတန်းလေးတန်းနဲ့ပြီးကိုယ်စိတ်ကသုံးတန်းလေးတန်းဖြစ်သွားငါးတန်း6တန်းနဲ့ပြီးကိုယ်စိတ်ကငါးတန်း6တန်းဖြစ်သွားကိုယ်တန်း10တန်းနဲ့ပြီးကိုယ်တန်း10တန်းဖြစ်သွားတက္ကသိုလ်ရောက်တက္ကသိုလ်ကျောင်းတန်းနဲ့ကြတာတက္ကသိုလ်ကျောင်းလာဆက်ကိုယ်တန်း10တန်းနဲ့ပြီးတဲ့အခါမှာသူတို့စိတ်မိုးရတယ်ဒီစားအားထားခြင်းကိုယ်တော့မထားရရင်ထားခဲ့စိတ်ကတူသွားတယ်ကိုကအပြင်းနဲ့သူတို့ထက်တာစိတ်အတူမထားနိုင်တော့မရတို့မြန်မာနိုင်ငံဘုရားဘာသာမြန်မာလူမျိုးတွေကလေးကိုသူကြည်ကြည်အောင်ဆုံးမတယ်လို့ဒီရတဲ့ပေါ်လာလို့ကြည်ကြည်အောင်ဆုံးမမှာဒီမှာဆုံးမတယ်ပေါ်လာတယ်နေ့စနစ်ကရှိပြီးသားအဖိုးဖွားတွေမြည်တဲ့ပြောတဲ့အခါမှာတားလို့ခေါ်တာတားလို့ခေါ်တာအဲ့တားလို့မိမိတို့လာလေးဆိုတော့ကလေးတွေအတန်လေးကိုလိုက်ပြီးတော့မိဘတွေအဖိုးဖွားတွေပါသွားတာအဲ့ဒါကိုပါနေလားအဲ့ဒါလို့စိတ်ကိုမွေးနိုင်တာအဲ့လိုစိတ်ကိုမွေးနိုင်တဲ့ကိုပါမြည်နေတဲ့စိတ်ကြီးအဲ့ဒီစိတ်ကိုမွေးနိုင်တဲ့မိဘတွေကသာသမီနေတဲ့စိတ်ကြီးသာသမီတွေဆိုတဲ့ခေါ်ခဲ့ပါတယောက်မှမလို့ဘူးဆိုတဲ့အဲ့ဒီတော့ဟောရတာကိုကောင်းလို့ကြည်နူးကြည့်ပြောတာဘုံငယ်မှာစဉ်းစားတယ်ဆိုတာကဘုံငယ်ကျောင်းမှာသင်ရတယ်ဒီအဘိဓမ္မာစာဘာသာနာပဏိသနဲ့စာသင်မှာရှိတယ်လားသာသမီတို့မင်္ဂလာရှိစေခြင်းနဲ့ရည်ကြည်စေခြင်းနဲ့ကောင်းစေတဲ့ဖျားပုဒ်ထားတဲ့သုတ်တန်ကြီးအများကြီးပဲမင်္ဂလာသုတ်တစ်ခုပဲပြောလူမိုက်မပေါင်းနေတယ်ကလေးကိုလူမိုက်မပေါင်းနေပြောမှာမဟုတ်ဘူးကလေးတွေပေါင်းနေတာအမေမမိုက်လို့ကလေးတွေမြေကိုနေရတာအဖေမမိုက်လို့ကြီးဟိုဟာဒီဟာလေးစောက်စားရတဲ့တင်တာဘောဓနာမပါဘူးလက်ချပြတော့ဘောဓနာမပါဘူးအဲ့ဒီကစားဘာလာနာအဖေမမိုက်ပါနဲ့ဖိုးဖွားမမိုက်ပါနဲ့အဖိုးဖွားရ
တကယ်တော့သားသမီးပေါ်မှာမေတ္တာရှိရတာလူငယ်တွေကိုတကယ်တော့မထားရတာပူဇာတဲ့ပူဇာနေရတာအဖေကြီးဘယ်သားမှမပူဇော်ဘူးအမေကြီးဘယ်သမီးမှမပူဇော်ဘူးပိုးဆိုးလာတာဒီကိုယ်တန်းဆယ်တဲ့တဲ့ကိုရောက်လာတဲ့သမီးတွေနဲ့အမေကအလားပြိုင်လို့ရှိမင်းတို့ဒီကကြည့်တာမင်းတို့ဘုံဒီမှာကနာဖို့ရှိတော့နေတော့ခဏထားဒါရင်လည်းခံစားခဲ့ပရိဒီပါဒီနာဝါတော့စားအမေတို့ဒီကောင်အမေတို့လုပ်ပြီးတာဘယ်လိုဒီကောင်လုပ်ပြီးတာဘုံကြောင့်မှဒီဒီမှာလုပ်တယ်ဆိုတော့ဘာမှမဟုတ်မပြောဘူးအမှန်ခံနေဆုံးအောင်ဆရာမလုပ်ဘူးလေလူငယ်ဒီကိုလည်းနေရာကြီးလာပဲကိုဆရာလုပ်တယ်တော့မောင်းလာတော့ရှိအဲ့ဒါပဲလာတော့ဆရာဆရာကြီးနဲ့ဘာလို့မင်းဘယ်ဆိုတော့ဘလို့ဆိုလို့ဘယ်လိုဆိုလို့ကြီးစရာကြီးမင်းတို့လေးနဲ့တို့ရတယ်ပရိလူပါဒီနာပါတော့စားဆိုတာ environment တော့မဟုတ်ပါဘူးဘုရားကဘုရားပြောလိုက်ရတယ်ဘုရားတဲ့ပြောပြတယ်နော်နေရာကောင်းတဲ့လောက်တာဥပမာလေးပြောရင်ဘုံဘုံလို့ဒါဆရာတော်ကလည်းပြောတယ်မှာတင်းတော့ဒီကိုချက်ပါကြည့်ရှိလို့ညီတော်မရှိရတဲ့တော့ဆရာတော်ကနှမ်းချော်လို့ချုပ်တယ်လူတွေတော့ဒီပေါ်စီးသေးတယ်ကိုလည်းစီးတယ်ဒါခုနလေးတွေဖြစ်သွားတာမြောက်ပြီးတယ်မြောက်ဆရာရှိမှမြောက်ဘုံဘုံတို့ကြောင့်ရောက်ခုတဲ့သူရှိပါတယ်ဆောသားကြောင့်ဒါလောက်နည်းနည်းကြည့်တယ်လူ900လောက်ကလေးတွေကျွေးလို့ရတယ်လူ1000ကျော်လူ3000တော့ခွဲ1500ကျော်ကျွေးလို့ရတယ်ပြဿနာတစ်ခုပြတ်တယ်ကျမ်းမြေမှာကျွေးများခင်းထားတယ်ပြောင်းလက်နေတယ်ဓမ္မတုဒ္ဒမိဘလေးရောဓမ္မတုဒ္ဒဒုစုံလေးရောဓမ္မတုဒ္ဒမောင်မယ်ရောအကုန်လုံးသူကအမွှေးနဲ့လာနေတယ်ဒီကျွေးများတွေအကုန်လုံးပြောင်းလုပ်ထားတယ်ဘုရားလဲအချင်းကြတော့ပေါ့ဘာပြဿနာတက်တော့ဆိုတော့သာသမီတွေဟာတရားစကားလာအောင်ဝင်နေ registration လုပ်တော့မယ်ဆိုတော့ဝင်မယ်ခဏချူရမချူရဖြစ်တော့ဒီလိုပြောင်းတဲ့အောင်လုပ်ထားတဲ့အထဲကိုဖရက်ခဏချွတ်တယ်ချွတ်တယ်အဲ့ဒါပဲစဉ်းစားပြီးချွတ်တယ်လားချွတ်တယ်အဲ့ဒါပဲဝေတော့တာအဲ့ဒီပြဿနာရောက်တော့ပြောတော့တယ်စီးပါစေဒီလိုနေရာမျိုးသူတို့ခဏစီးရင်အနည်းဆုံးတော့အပေါက်ကမှာဘိုးဘက်ခါအပေါက်ကမှာဘိုးဘက်ခါကွာပထမတစ်ချိန်မှာသူတို့ခဏသူတို့ခဏညစ်ပတ်လို့ပေးနဲ့ပွားရင်ပွားမယ်မစီးပါနဲ့ဆိုတဲ့သူကတန်ရှင်းရတော့ပြင်းလို့နောက်ကြတော့ဒီအခန်းထဲဝင်တော့မှဆိုတာနဲ့သူတို့ချက်တော့သူတို့ဖက်နှက်ရောအကုန်ပြောင်းလဲနေရတာအမြင့်ကြီးမသွားတော့ကိုကောင်းတော့မသွားတော့သူတို့ကိုသူတို့တန်ဖိုးထားတယ်တကူလုံးမှာချက်တော့ကအနိုင်ဆုံးချက်တော့တန်ဖိုးထားရင်ဒီကလေးဘဝအေးချမ်းသွားဖျားဖို့ထားတဲ့ပရိလူပဒေတာဝါတော်စာကလေးတွေကိုအဲ့ဒီကျွေရပြောင်းမှာဖက်နှက်စီးခိုင်းမှာပတ်ဝန်းကျင်ကမှသူတို့စိတ်ဓာတ်ကိုမြင့်အောင်လုပ်ပြီးအရေးကြီးတာမိဘတွေကလေးတွေကိုတရားဟောပါမှာမဟုတ်ကလေးတွေကိုသင်တန်းပေးရမှာမဟုတ်မိဘတွေမင်္ဂလာတော့ရအောင်တဲ့မိဘတွေမင်္ဂလာတော့ကိုသိအောင်လုပ်ပါပฏิလူပဒေတာဝါတော်စာတကယ်ပြောရင်လေဒီဆောပฏิဘာဖြစ်အောင်လုပ်တယ်လို့ပြောနိုင်ငံတော်ရုပ်ပฏิလူပဖြစ်အောင်လုပ်မိဘတွေကကိုယ့်အိမ်ကိုပฏิလူပဖြစ်အောင်လုပ်ဘယ်ကလေးမှအိမ်မှာမပြောမနေကြည့်အမိဘတွေပြည်လူပါတော့တော်စားမင်္ဂလာကိုမြင်အောင်ဒုမေတို့ကဆိုအိမ်ကနေအပြင်ပေါ်မှာအားချတာအိမ်မှာပြောစရာဘာကစားခြင်းနဲ့ကစားစရာများဘာစားခြင်းနဲ့စားစရာများအဲ့ဒါတစ်ခုစီမင်္ဂလာတော့ပုံပြောတော့လို့ပုံနိုင်ခြေကနာမည်တွေပြောတာနည်းနည်းတော့ကြာတော့ဘုံပြောချင်တာလေသာသမီတို့တော့ပြန်လို့ထားတယ်အခုပြဿနာတက်နေတာကစီဝါရေးတဲ့သာသမီနဲ့စီဝါရေးနဲ့သာသမီဘယ်လိုယူဆိုင်တာလဲဖြစ်နေတဲ့အဖေရဲ့မျက်နှာ
ချင်တာကိုလိုက်လို့ရိုးရိုးလေးပဲပြောဒီအရွယ်ရောက်လို့ဆိုးတာဟိုအရွယ်ရောက်တော့ဆိုးတော့ဒီအရွယ်ရောက်လို့ဆိုးနေတယ်လို့သတ်မှတ်တာဒီကိုတက်တလို့ဆိုးနေတာထင်နေကြတာအရွယ်ရောက်ဆိုးတာဒီနေရာတော့ဆိုးတယ်လို့လူတွေကသတ်မှတ်တယ်မိဘတွေကသတ်မှတ်တဲ့သားသမီးဟာကိုနေရာရောက်လို့ရှိရင်ဆိုးတော့လို့ကြတော့တစ်ဖက်ဆုံးကြတယ်ဖြစ်ချင်းဖြစ်မှာဟုတ်တယ်လူငယ်တွေဆိုးတယ်လို့မမြင်ကလေးတွေဆိုးတယ်လို့မမြင်တခါမှမိသေးဘူးမှအဲ့ဒါလာတာတခါတည်းရောက်သူအကြောင်းရောက်တာတဲ့ဗာတီယာစကိုင်းရလာတယ်ကျန်တဲ့ဓမ္မတွေကပေါ်လာတယ်ကလေးတွေအိမ်တော်ဆက်လာတာ1400ကျောင်းနဲ့ဆောက်လို့လည်းပြည့်စုံတယ်ကလေးတွေကစားနေကြသူကနားထောင်ပြီးပါပြောတော့အဖိုးကြီးကလေးတွေဆူလိုက်ဒါကြီးရဲ့အဲ့ဒီတိုင်းမှာတာဝန်ရှိတယ်ရှိရင်ချစ်တယ်လားရှိရပါဘူးဒါကြီးကကလေးတွေကစားလို့ကန်ထွက်တယ်တော့ဆူတယ်ပြောတာဘုံမဖြစ်မဝင်ကိုချိုးနေတာသူကရေးမလို့ဆက်လာတယ်ဘယ်လိုကတော့ဒီကလေးတွေကစားနေတာကြည့်ပါလို့ကလေးတွေကဆော့လို့နေကြအဲ့တော့ဘုံကပြန်ပြောလိုက်ကလေးဆော့လို့ဘာပြောတာလဲကလေးဆော့လို့ဘာပြောတာလဲကလေးဆော့လို့ဟဲ့ချင်းနေလို့ဘူအချိန်နဲ့တရားတော်မှာဟောတာအညီတော်မဟုတ်ဒါညီကိုငါတို့စိတ်ကိုစိတ်ကြီးပါအဲ့ဒါတော့ဒါကလေးဆော့လို့ဘာပြောတာလဲဟုတ်လားကလေးတွေကိုဆရာမလုပ်တော့ကြပါနဲ့သားသမီးတွေကိုဆရာမလုပ်တော့ကြပါနဲ့ငွေတွေကသူတို့မှတက်ပြီးကောင်းနေပါပြီးလားကိုယ်ဘယ်ကနေလို့ပြုစုပြောထောက်မလဲဆိုတာမင်္ဂလာတုတ်တွေရအောင်ကြက်ကြပါအောင်လို့ပြောရင်းနဲ့ညီကုန်ချင်းသာဓုသာဓုသာဓုအဖွင့်ဩဝါဒကရာချင်းမြင့်ပြီးတော်မူပါသောဓမ္မဒုဒဆရာတော်ပမုခဒေါက်တာအရှင်စေကိဏအားအထူးပဲကျေးဇူးတင်ရှိပါသည်ဖေ။အစီအစဉ်အရနှစ်ဖက်မိဘများကိုဥထိတ်ထား၍ဥအောင်စိုးတာဒေါက်ခိုင်ပြည့်စုံကြိုင်သမီးမတ်ချော့အင်ဒရီတာမိသားစုမှာဆရာတော်တန်ဃာတော်များအားလူဝဲဝတ္ထုများဆက်ကပ်ရန်စီစဉ်ဖြစ်ပါသည်ဖေ။ဒီနေ့ကျင်းပတဲ့အခမ်းအနားကြီးကတော့ဥအောင်စိုးတာဒေါက်ခိုင်ပြည့်စုံကြိုင်သမီးမတ်ချော့အင်ဒရီတာမိသားစုမြမစီဝါဆက်လုပ်ငန်းစုကကြီးမှုကျင်းပတဲ့အလူတော်ကြီးပဲဖြစ်ပါတယ်ဒီမှာဘုံပြားစီစဉ်300တိပိဋကထဓမ္မဗန္နာကာရိကရွှေစင်တိပိဋကဆရာတော်ဒေါက်တာဗတ္တန္တကန္ဓမာလာလင်္ကာရကသမောတရိယကာရစကားညွှန်ကြားခြင်းအစီအစဉ်ဖြစ်ပါသည်ဖျားဆရာတော်ဖျားမသမောတဏိယကထာစကားမြတ်ကြားပေးပါရန်လေးစားစွာပန်ကြားလျှောက်ထားအပ်ပါသည်ဖျား
များမကြည့်တဲ့အချိန်မှာခဏမှားကြည့်ရအဲ့ဒါလိုပဲသူများကလည်းသူတို့မရှိတဲ့ဇာတ်ကိုကိုယ်မှရှိကိုမကြည့်တဲ့အချိန်အားတဲ့အချိန်မှာမှားကြည့်ရဒါလိုလဲကြည့်ရဇာတ်တွေလည်းသိကြည့်တယ်ခုခေတ်တော့မကြည့်ပါဘူးပတ်စံတော့မရှိဘူးဘုံဘုံတို့လည်းဒီတိုင်းခေတ်ကတူတယ်ပြန်ဆန်းစာဖို့အကုန်မဝင်နိုင်ဘူးမူရင်းစာအုပ်တော့
နေပြီဖြစ်မှာဘာလို့ဆိုတော့ဒီဘုံဘုံတို့တိုးတက်လာတဲ့ခေတ်ကိုဒီခေတ်မီပစ္စည်းတွေကိုဘုံဘုံတို့ထိန်းသိမ်းဖို့ပဲလို့ရအလုံးခက်ခဲပါယနေ့ခေတ်လူတိုင်းကဘုံကိုင်နိုင်တဲ့ဘုံဘုံတို့စာတဲ့တိုင်းတွေမှာဘုံကြောင့်ပျက်စီးတာတွေအများကြီးဒါကြောင့်ကလေးတွေမပျက်စီးအောင်ဆိုပြီးအချိန်ပိုင်းနဲ့တိုင်ခိုင်းရဘုံမကိုင်ရဘူးဖိဒီမှာကိုင်ရမယ်ဥပုံဒီမှာကိုင်ရမယ်နဲ့ဒီလိုထိန်းတာဒါပေမဲ့ခိုးကိုင်ရတာများကြီးဒီပုတ်နေတဲ့ပြဿနာလည်းတော့ခက်တယ်နော်မပြောတာဟာအဲ့ဒါတွေအများကြီးပါဒါကိုဘယ်လိုထိန်းချုပ်မလဲကိုနီးကိုဟန်နဲ့တော့ဖြစ်အောင်တော့ထိန်းချုပ်နေကြတာပေါ့ဒါတွေကစဉ်းစားဖို့ကောင်းလာပြီနောက်တစ်ခုကမပြည့်စုံလို့ရော့မပြည့်စုံလို့ရော့တာကတော့ခုနလိုစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါမပြည့်စုံလို့ရော့တာစာအုပ်စာတမ်းမပြည့်စုံလို့ရော့တာနော်ပညာရေးအတွက်မလုံလောက်လို့ရော့တာဒီရော်နည်းမျိုးရှိပါပစ္စည်းလေးပါဆိုတာကတော့ယနေ့ခေတ်ဟာဘုံဘုံတို့တော်တော်များများပေါ်လာပါနော်ကျောင်းတွေပေါ်လာတဲ့နေစရာကျောင်းတွေပေါ်လာတဲ့ငကိုလိုကြက်ကြက်တဲမနေရတော့စွမ်းတွေပေါ်လာတဲ့သင်္ကန်းတွေလည်းပေါ်လာပါစီးလည်းပေါ်လာတယ်ပြောပါတော့အခမဲ့စီကန်းတွေနဲ့ဒီလိုကုသိုလ်ပြစ်တွေကုပေးနေကြတယ်နော်အဓိကဘာလို့နေတော့ဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်တဲ့ကွက်လက်ကိုဘုံဘုံတို့တရားဓမ္မတွေမြင်ပြီးတော့မြင်တဲ့လူလည်းနဲတယ်အဲ့ဒီကွက်လက်ကိုဖြည့်မဲ့လူလည်းနဲနေဖြည့်မဲ့လူလည်းနဲနေဘာကြောင့်လဲဆိုတော့စာသင်သားဘဝကိုရင်ဘဝဟာဘုံဘုံတို့မပြည့်စုံသေးပါဘူးကိုယ်ွယ်မဲ့တရားဓမ္မလည်းမရှိဘူးယဟန်တရားယဟန်မာတို့ထောက်ပံ့မဲ့တန်ခါဆိုတာအတော်ကံကောင်းတဲ့ကိုယ်တော်မှပဲရှိတယ်နော်အဲ့ဒီတော့မိဘပဲအာကိုရတယ်ဆရာသမားပဲအာကိုရယနေ့ခေတ်ကဇရိတ်တွေကကြီးလာဇရိတ်ဘယ်လိုလှူလဲမန္တလေးတန်ဃာတွေကရန်ကုန်လာပြေးရတယ်တောင်ကြီးသွားပြေးတယ်မုံရွာသွားပြေးတယ်မော်လမြိုင်သွားပြေးတယ်ဟုတ်လားခရီးစရိတ်လှူတယ်ဆိုရင်တောင်မှအပူသုံးတွေကရှိသေးတာနော်ခရီးတစ်ကြောင်းတစ်ကြောင်းဟာဒါပါတော့တောင်းကနန်းကုန်တယ်လေဆာမွဲအောင်သွားတယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဆာမွဲကကြတယ်ဆိုလို့ရှိရင်မိဘတွေစီမှာတစ်ကြိမ်တောင်းဖို့နောက်တစ်ကြိမ်တောင်းဖို့နောက်တစ်ကြိမ်တောင်းဖို့နော်ဒါတွေကအလွန်ခက်ခဲလားခက်ခဲလားပညာရေးမပြည့်စုံမှုဆိုတာအဲ့ဒါစာအုပ်စာတမ်းလှူယုံနေမဟုတ်ဘူးစာပြေသွားတဲ့အခါမှာဇရိတ်လှူဖို့လည်းပဲဘုံဘုံတို့လုပ်ရနော်ဒါကြောင့်မလို့ဘုံဘုံတို့ကြောင်းနေတော့ဘုံဘုံတို့ကပညာရေးပရိသတ်ပင်ဆိုတာလုပ်ပေးပါပညာရေးပရိသတ်ပင်စိုက်ကြပါပညာရေးပရိသတ်ပင်စိုက်ကြဒီပညာရေးပရိသတ်ပင်ကဘာသုံးတာလဲခုနစာအုပ်စာတမ်းလိုရင်စာအုပ်စာတမ်းဝယ်လှူပေးတယ်နော်စာသင်သွားတဲ့စာပြေသွားတယ်ဆိုလို့ရှိရင်အဲ့ဒါဇရိတ်လှူပေးတယ်ကာကစာကတာဝန်ယူပေးတယ်ဒါတောင်ဘုံဘုံတို့ကကိုယ်ပိုင်သုံးတဲ့ငွေတော့ဘုံဘုံတို့တာဝန်ယူမပေးနိုင်ဘူးလေဘာပဲပြောပြောဘလောက်ပဲပြည့်စုံအောင်စီစဉ်ပါတယ်ပြောပြောကိုယ်ပိုင်သုံးဖို့တော့လိုအောင်ပါပဲလိုအောင်ပါအဲ့တော့စာမွေးပွဲကကြားတယ်နှစ်ကြိမ်သုံးကြိမ်တောင်းတော့မိဘတွေဆရာသမားတွေစီပဲပြန်တောင်းရတော့မိဘတွေဆရာသမားတွေကိုအာနာလာတော့တောင်းမဲ့တောင်းနေရတယ်ငါကစာမွေးပွဲကမအောင်ဘူးစာမွေးဆိုတာလည်းပဲဖြေတိုင်းအောင်တာမှမဟုတ်တာနော်စာမကျက်လို့ကြားတာလည်းမဟုတ်ဘူးကံမကောင်းအကြောင်းမလားရင်ကြားတာပဲလေနော်ကြားတာအဲ့ဒီတော့တော်တော်များများကလည်းပဲစာမွေးကြရင်စာမကျက်ဘူးလို့ထင်တယ်စာမွေးကြရင်စာမကျက်ဘူးထင်တယ်စာမကြိုးစားဘူးထင်အဲ့ဒီတော့ဆရာသမားတွေကပြောပြီလေမင်းစာမွေးတွေဒီလောက်ကြာနေတာမင်းဘာလုပ်နေတာမင်းစာမကျက်ဘူးဟောပြောလာပြီဖိအားပေးလာဒီကလည်းတကယ်စာကြိုးစားတယ်နော်စာမွေးပဲကမအောင်နိုင်ဘူးတပွဲလည်းမအောင်နောက်တပွဲလည်းမအောင်ဆရာသမားတွေကမိဘတွေကနောက်ကဖိအားပေးတောင်းဖို့ကလည်းခက်ကဲမထူးပါဘူးကွာဆိုပြီးသာသနာစွန့်ခွာသွားကြနော်
အဲ့ဒီကွက်လက်ကိုဘုံဘုံတို့ဖြည့်ပေးဖို့လိုအပ်ပါတယ်နော်ဒီကွက်လက်အဲ့ဒီကွက်လက်ကိုဘုံဘုံတို့နောင်တော်ကြီးယနေ့မွေးနေ့ရှင်အောက်ဖို့ဆရာတော်ကဒီကွက်လက်ကိုဖြည့်ယနေ့ဒီကွက်လက်ကိုဖြည့်နော်ဒါကြောင့်မလို့ဒီနေ့ဘုံဘုံတို့နောင်တော်ကြီးရဲ့ဒီအလှဟာကွက်လက်ဖြည့်တဲ့အလှလို့ဘုံဘုံကပြောကြတယ်ကွက်လက်ဖြည့်တဲ့ယနေ့ဘုံဘုံတို့တရားဓမ္မတွေကွက်လက်ဖြည့်တဲ့အလှပါနော်အဲ့တော့စာအုပ်လဲလှပါနော်ပညာရေးပရိဒါပင်တွေကိုစာသင်တိုက်တွေမှာစိုက်ပြီးတော့အဲ့ဒါစာဖြည့်စရိတ်တွေစာသင်စရိတ်တွေဒီအတွက်တွေလည်းပဲလှူနိုင်အောင်ကြိုးစားပါလို့ထပ်လောင်းပြီးတော့ဘုံဘုံကတိုက်တွန်းမှာနော်ဟိုသာသနာခေတ်ကတိုးတက်လာလေသာသနာအကြဘက်ကိုရောက်လေဒါတဘာဝပါနော်အဲ့တော့အကြတတ်တာအောင်ဘုံဘုံတို့ရနိုင်သမျှဆွဲယူရမှာဖြစ်ပါနော်ရယူသမျှဆွဲယူရမယ်တက်နိုင်သမျှဘုံဘုံတို့ဒီယူပေါက်တွေကိုပိတ်နိုင်ရမယ်အဲ့တော့ဘုံဘုံတို့မတက်နိုင်တာတော့လုံးလို့မရဘူးပေါ့ခုနရောတဲ့အရော့တွေမှာနော်မိဘတွေမျိုးဆက်တွေဝင်လာတာနဲတယ်ဒါလည်းပဲဘုံဘုံတို့တရားဓမ္မတွေစေနာတရားတရားနဲ့တကယ်သာသနာနဲ့စိတ်နဲ့ကြည့်ပြီးတော့လှူမယ်ဆိုလို့ရှိရင်လုံးမယ်ဆိုရင်ရတယ်နော်ခုနရှိပြီးသားရော့တာမှပြန်လုံတော်မူတာတော့ဘုံဘုံတို့ဒါတော့မတားနိုင်ဘူးဒီယော်နီးကနော်ခုနမပြေစုံလို့ရော့တဲ့ယော်နီးတော့ဘုံဘုံတို့အားလုံးဝိုင်းပြီးတော့တားနိုင်ရနော်အဲ့ဒီယူပေါက်ကိုတားနိုင်ရင်ကိုပဲဘုံဘုံတို့သာသနာဟာ9000ကတော့အေးစစ်စစ်တည်နိုင်ပါတယ်နော်တည်နိုင်ပါအဲ့တော့ဒီကွက်လက်ဟာဘုံဘုံတို့လှူကျင်နေကြတဲ့တရားဓမ္မတွေအားလုံးပေါ့လေပစ္စည်းလေးပါထောက်ပံ့ကြတဲ့တရားဓမ္မတွေဒီကွက်လက်လေးကိုတော့မြင်တဲ့လူအတော်နည်းပါနော်အတော်နည်းတယ်ဒီကွက်လက်လေးဟာအလွန်အရေးကြီးတယ်သာသနာအရှိတည်ဖို့ရန်အတွက်ဒီကွက်လက်လေးကိုဖြည့်မှဖြစ်မယ်ဆိုတာကိုယနေ့ဘုံဘုံတို့မွေးနေ့ရှင်ဆရာတော်ကဒါကိုမိမောင်းထိုးပြလိုက်တာနော်မိမောင်းထိုးပြလိုက်တာအဲ့တော့ယနေ့ဘုံဘုံတို့တရားဓမ္မတွေဒီကွက်လက်လေးရှိသွားတယ်ဆိုတာသိသွားပြီနော်ဒီကွက်လက်ကလေးကိုဖြည့်လို့ရှင်းရင်သာသနာမှာယူပေါက်ကြီးတစ်ခုကိုငါတို့ပိတ်နိုင်ပြီဆိုတာမျိုးသိသွားပြီနော်သိသွားပြီးရင်အဲ့ဒီကွက်လက်ကိုဖြည့်နိုင်အောင်အမြဲတမ်းဖြည့်နိုင်အောင်ပိတ်နိုင်အောင်ကြိုးစားပါနော်ဘုံဘုံကဒီနာတွေတိုက်တော်မှာနော်တိုက်တော်မှာအဲ့ဘုံဘုံကဒီကွက်လက်လေးဖြည့်ဖို့ရနော်သာသနာတော်မှာဒီလိုမပြည့်စုံမှုတွေရှိတယ်ဆိုတာတွေကိုအမြဲတမ်းလည်းပဲဘုံဘုံကပြောပြပါနော်ပြောပြပါအဲ့တော့ယနေ့အလှဟာသာသနာတော်အတွက်တကယ်လိုအပ်နေတဲ့ကွက်လက်သာသနာတော်ရဲ့ယူပေါက်ကြီးတစ်ခုကိုပိတ်ဆို့တဲ့ကွက်လက်အလှဖြစ်တဲ့အတွက်ကြောင့်ယနေ့မွေးနေ့ရှင်ဆရာတော်နဲ့အလှရှင်များရဲ့ကုသိုလ်ကိုဒီနေ့ဘုန်းဘုန်းတို့ကဝမ်းမြောက်ဝမ်းသာနဲ့အကျဉ်းချင်းသာဓုခေါ်ရင်းနေ့စဉ်လည်းပဲဆောင်ရွက်နိုင်ကြပါစေအမြဲမပြတ်လည်းပဲဆောင်ရွက်နိုင်ကြပါစေလှူဒန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ဏိကုံးချုပ်ပါတယ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍လူအဇန္နာများပြည့်စုံကြကအမျိုးဘာသာသာသနာအကျိုးများကိုစတတ်ဖို့တိုးကသေဖို့ထမ်းဆောင်နိုင်ကြပါစေသာဓုသာဓုသာဓုအမြတ်ဝင်သမောတရိယတရားစကားတွေကြားလို့ပါတော့ရွှေစီဟိကဆရာတော်ဒေါက်တာခန္ဓာမာလာလင်္ကာဆရာတော်ပြကြီးကသူပဲကျေးဇူးရှိပါခင်ဗျာစီရင်လေးရကျေးဇူးတော်ရှင်ကမ္ဘာဘုရားသာသနာ့အောက်ဖို့ဆရာတော်ဒေါက်တာမဟာမိတ်ရှင်မြတ်ကမွေးနေ့တော်ချင်းဖြစ်ပုံနှင့်စာပေဟောပြောပွဲအကြောင်းမိတ်ဆက်ပြောကြားခြင်းအစီအစဉ်ဖြစ်ပါသည်ဗျာဆရာတော်ဘုရားကြီးမှမိန့်ကြားပေးပါရန်ယိုသေးလေးစားစွာဖြင့်ပန်ကြားလျှောက်ထပ်အပ်ပါသည်ဗျာ
ကျေးဇူးတင်စကားပြောခြင်းနဲ့ဓမ္မလူကဆရာတော်ရှင်စေကိန်းနာပြည်ပဆိုင်မှာကျောင်းတော်ဘုရားတက္ကသိုလ်ရဲ့မဟာသာနာဆရာတော်ရဲ့နောက်ပြီးတော့ရွှေစင်ကြီးဒီကဓမ္မဘာသာကဆရာတော်နှစ်ပါးကိုယ်တိုင်လည်းအလုပ်လုပ်တယ်ဖြိုးရဲပြောသွားလာတယ်တကယ်အဓိကကြတဲ့ issue နှစ်ခုကိုမိတ်ပါဒီနေ့ရဲ့နေ့ပြန်ရဲ့ဒီဆွေးနွေးပွဲကိုဆရာတော်နှစ်ပါးနဲ့ဖွင့်လိုက်တာဒီထက်ပို့ပြီးတော့စီလျော်တာတော့မရှိဘူးအဲ့ဒါနဲ့ဆရာတော်အရှင်စေကိန်းနာကိုအရှင်စေကိန်းနာဘုံဘရှောက်လိုက်တယ်ဆရာတော်ကြွလာပြီမှာဆရာတော်ဒီနေ့ကနားထောင်ခြင်းနဲ့ဆရာတော်ဖိစားရှိတယ်အဲ့ဒါတခုတော့မိတ်ပါအချိန်ရရင်လက်ချလာခဲ့အဲ့တော့ဒီနေ့ဒီပိဋကဆရာတော်အမိန့်ရှိသွားတဲ့အချက်လေးအရေးကြီးတဲ့အချက်ဒီချက်လေးကိုဆက်ပြီးတော့ပြောရရင်စာအုပ်ထူတဲ့ကိစ္စမနစ်ကလည်း98သိန်းကိုလူဖြစ်တယ်ဒီနေ့ကျတော့အဝေးကနေအလူခံထားတဲ့တန်ဃာတော်တွေတို့များတယ်အဲ့ဒါကြည့်ပြီးတော့တို့အလူခံတဲ့စာအုပ်တွေစာရန်စာတွေလည်းပါတယ်ဘုဒ္ဓရာစာအုပ်တွေတချို့ကြတော့မင်းကွန်းဆရာဘုရားရဲ့ဗုဒ္ဓဝင်အဲ့ဒါတွေကိုဖတ်မယ်ဆိုတော့ဘုံမအရန်ကိုစိတ်ထဲမှာပီတိဖြစ်စိတ်ထဲမှာပီတိဖြစ်တယ်ဝါရတိတ်မကြီးသေးတဲ့တန်ဃာတွေဒီစာအုပ်တွေဖတ်တယ်ဆိုရင်ဒါက it's a very positive sign တကယ်ကိုအရေးကြီးတယ်အမှန်မှအရေးကြီးတယ်တိုးတက်မှုတစ်ခုရွှေစင်ကြီးကဆိုတော့မိတ်သွားတဲ့တည်းမှာအဲ့ဒီကွက်လက်တဲ့တည်းမှာပညာရေးပြုတဲ့လူတွေဘုမောဒီအခုပဲပညာသာနေချိုးဘာသာတွေခံပြီးတော့မြန်မာနိုင်ငံမှာဗန်နီစာဝိပွဲ16နေရာ18နေရာရှိပါတယ်အဲ့တော့တချို့ဘုံရဲ့တပည့်ပရိုလေးတွေရွှေကြီးကဆိုတော့မင်းရှိတယ်ဟိုဒီသွားပြီးတော့စာမွေးဖြေတာလမ်းစိတ်ကလမ်းစိတ်ကိုသိတော့ပုံတယ်ဒါဘတ်ဘတ်ကားတွေအဲ့ဒါစီးသွားအတော်ဆုံးချွေတာမှာသိတော့ပုံအဲ့ဒါနဲ့တို့ကစာပွဲတွေအများကြီးတော့ဖြေချင်ပေမဲ့တချို့နေရာကျတော့လမ်းစိတ်မတတ်နိုင်အဲ့ဒီအကိုဘုံကတရားဟောတဲ့ထဲမှာတစ်ခုဟောလာတော့အမေရိကန်မှာနေတဲ့ဒီမိုင်းတယောက်ကဒီမိုင်းတော်မူဆိုတာကြားရခါကြတာဘုံဒီနေ့မဲရီလန်းရောက်တော့ရှင်ပြအဲ့တရားကိုနာပြီးတော့တပည့်တော်တန်လေးကျော်ရဲ့ပြီးစီရှင်ပြဒီထောင်နိုင်အောင်လှူထားချင်ပါဆိုတော့ဒေါ်လာ1000လှူထားအဲ့ဒီ1000နဲ့ဒီနေ့တန်လေးကျော်လောက်များတန်လေးကျော်ကိုယ်လေးများခရီးစီလူဖို့ရှိပါတယ်အောက်ဆွဲဆရာကလှမ်းပြီးတော့ဒီခံပါလို့ရှောက်ချင်ပါတယ်စာတင်လိုက်ကြတယ်တခါတစ်ချိန်ထဲမှာပဲအလူရှင်ဒီမှာထိုင်နေတယ်ကကိုမျိုးသိန်းတို့ဟိုမကီခိုင်တို့ဒီမွေးနေ့အတွက်ဘုံဘုံကိုနဝကမ္မသိန်းပြလှူပါတယ်ဒီသိန်းပြလည်းဒီထဲမှာဘုံဘုံကလှူပါတယ်အဲ့တော့အနည်းဆုံးသိန်းပြဆိုတဲ့ဒီသံနေကျော်တွေရဲ့ခရီးစီပဋိသင်္ဍေကိုစလိုက်ပါနော်ဒါတူလေးခေါ်လိုက်ပါဒီနေ့ဘောပြောပွဲကတော့ဘုံဘာမှအထူးပြောစရာမရှိဘုံကဒီလာတာနားထောင်လို့ဆရာကြီးတွေဆရာမကြီးတွေပြောတာနားဆရာတော်အရှင်စေကိန်းနာအမိန့်ရှိသွားတယ်ဘုံလည်းပဲကိုကလေးရဲ့စိတ်ကကလေးဖြစ်တဲ့ဟာကိုကလေးတဲ့ပို့ပြီးတော့မသိဘူးဟိုဒီလိုယူဆတာဘယ်မိဘကမှတို့သားသမီးတွေရဲ့အနာဂတ်ကိုတို့ဟာပန့်ပိုးပေးနိုင်တယ်
အကုန်လုံးသားသမီးတွေဖြစ်စေခြင်းနဲ့ဆန္ဒမသိနိုင်သူတို့သားသမီးဆန္ဒမပါဘဲနဲ့လည်းပဲသားသမီးရဲ့ဘဝအေးချမ်းမှုမရှိဘူးသားသမီးရဲ့ဆန္ဒကလည်းပဲအမြဲတမ်းကြောင်းလဲနေ10နှစ်တော့တစ်မျိုး12နှစ်ကျတော့တစ်မျိုး15နှစ်ကျတော့တစ်မျိုးသားသမီးရဲ့ဆန္ဒကိုသိဖို့ဒါကလည်းမလွယ်ဘူးအဲ့တော့မိဘတွေကိုလည်းအရန်ကိုချင်းစားတယ်ဘုံမို့လို့Oxford မှာ Sunday School လုပ်တာဒီနေ့မှ3နိုင်လောက်ပဲကလေးတွေကျောင်းမှာနေအဲ့ဒါကလေးတွေပြန်သွားတယ်ကိုယ်တခါအရန်ပြင်မယ်အဲ့ကြောင့်မိဘတွေကိုကိုချင်းစားတယ်လေးစားတယ်ပေါ့နော်ဒါလောက်ဒီအနုနာခံတယ်မဲ့ဒီနေရာမှာကလေးတွေနဲ့ထိတွေ့ဆက်ဆံရတာကမိဘတွေမကောက် extended family ဦးလေးတွေဒေါ်လေးတွေဦးကြီးဟိုနဲ့ကြီးတွေနောက်ပြီးတော့ဟိုဖိုင်တွေပေါ့နော်ဖိုးဖွားတွေအဲ့ဒါရောကျောင်းသွားတဲ့ခါကျတော့ကျောင်းမှာဆရာမတွေပါတယ်တငယ်ချင်းတွေလည်းပါတယ်အခုကျတော့တကဘာလုံးဆက်တွေ့digital social media မှာသူတို့တွေ့ရတဲ့အကုန်အဲ့ဒါသူတို့ရဲ့ဘဝကသူတို့မှာစကားပြောပြီးတော့ထိတွေ့ရတယ်သူတို့ရဲ့ဘဝလည်းရှိတယ်မျက်စိနဲ့မြင်ပြီးတော့ထိတွေ့ရတဲ့ဘဝလည်းရှိတယ်အရွယ်ကြောင့်သူတို့ရဲ့စိတ်ထဲမှာဟော်မုန်းတွေပြောင်းလာလို့အဲ့ဒီဟော်မုန်းကdictate လုပ်လို့ဥဆောင်လို့သွားတဲ့ direction တွေလည်းရှိတယ်။ခေါင်းကဆရာရှင်စင်ကပြောလို့အရွယ်လိုက်လို့နေရာလိုက်လို့အဲ့ဒါမျိုးတွေအဲ့တော့ဒီဟာတွေကိုအကုန်လုံးသိဖို့ညာအတွက်ကတော့တူတယောက်နဲ့မဖြစ်နိုင်ဘူးဒါကြောင့်တူတယောက်နဲ့နေပြီးတော့လူသားတယောက်အကြောင်းကိုသိတာအခြားလူသားတယောက်အကြောင်းကိုလိုက်ပြီးတော့သိတာဒါအကန့်အသတ်ရှိတဲ့ limit ရှိတယ်ဆိုတော့အတွေးနဲ့ဒီဟောပြောပွဲကိုလွှတ်ခြင်းဖြစ်ပါတယ်ဒီ proposition နဲ့လို့အတိလို့ဘယ်သူကိုဆရာလုပ်မယ်မိဘတွေကိုဆရာလုပ်မယ်ဆရာတွေကိုပြန်ပြီးတော့ဆရာလုပ်မယ်ဆိုတဲ့အတိမျိုးဆိုတဲ့ခံယူချက်မျိုးမဟုတ်ပါဘူးဗုဒ္ဓဘာသာမိဘများမြန်မာနိုင်ငံမှာအထူးဖြင့်အလုံးသိတာတော့သင်္ကာလောဝါဒကလေးတွေကိုသင်ပေးတယ်။အဲ့မှာဆရာတော်ဥစ္စေကိန္ဒရဲ့အတွေ့အတိုင်းလိုက်ပြီးတော့ပြောမယ်ဆိုရင်ဒီဟာကကလေးတွေအတွက်ဒီမကနိဗ္ဗာန်ရတဲ့အထိဘုံမလို့လူသားတွေရဲ့ဘဝမှာ aspect လို့ရှိတော့ဒါကအရက်6မျက်နှာဆိုရင်မြတ်စွာဘုရားအဲ့ဒါကိုအကြောင်းပြုပြီးတော့အရက်6မျက်နှာကိုရှိခိုးတဲ့လူတယောက်ကိုမြင်တဲ့အခါကျတော့ဘာလို့ရှိခိုးတာတော့အဖေကဒီလိုရှိခိုးခိုင်းလို့ဒီလိုမဟုတ်ဘူးအဖေဆိုလိုတာဒီလိုဖြစ်မယ်ဆိုမြတ်စွာဘုရားတရားဟောအဲ့ဒီ6မျက်နှာကိုမြတ်စွာဘုရားက social dimension လူမှုရှုထောင့်ကနေပြီးတော့အမေရှိပါတယ်ဒီဆရာတော်ဘုရားရဲ့ကြပြနဲ့ပြောရမယ်ဆိုကိုးကားမယ်ဆိုရင်မာတာပိရှေတိတအရှိရမိပါသာသမီတွေကအရှိရအရှိနေအရှိရနေလာရင်သာသမီအဲ့ဒီနေလာဆရာတောင်ရညာတောင်ရကဆရာသာမယရင်အနောက်ကအရွယ်ကြီးလာပြီးတော့သာမယအိမ်ထောင်ရှိလာမိတ်သင်မြောက်အလားမိတ်သင်ဟာမြောက်ပဲအကြောင်းသွားပြီဆိုရင်တို့မှာအတန်းရတငယ်ချင်းတွေရှိတယ်ကစားဖို့တွေရှိတယ်အဲ့ဒါမျိုးကျွန်းကြီးအောက်မှုအထက်မှုဒါတော့အရှိတုန်းကသုံးတဲ့စကားဒါအလုတ်ရှင်နဲ့အလုတ်မှာနောက်ပြီးတော့staff အဲ့ဒါတွေပြောတာနော်နောက်ပြီးတော့အထက်မှုသူမြတ်ယဟန်ပုံနာအယတ္တိတာ6မျက်နှာလုံးစွာပိတ်ဆို့ထားသင်္ကစားဆရာတော်ကြီးရဲ့ဆောင်းဖို့လည်းရှိပဲဒါလည်းဒီဆရာတော်ကြီးရဲ့ဆောင်းဖို့အဲ့ဒါဘာဆိုလိုတာလဲဆိုတော့ကလေးတွေကိုပဲ
သင်ပေးတာရှိတဲ့သင်္ကာလောရတုတ်ကအမှန်ကတော့မိဘတွေလည်းပဲတရားပြန်လေ့လာတယ်ဆရာသမားတွေဒါပြန်လေ့လာတယ်ကလေးတယောက်ရဲ့ဘဝကိုဒီတုတ်တန်ရတာ6ဒီ aspect 6ခုရှိတယ်ရှုထောင့်6ခုရှိတယ်ဆိုရင်အဲ့ဒီ6ခုကနေပြီးတော့လေ့လာပြီဒီစာအုပ်မြန်မာလိုဘာသာပြန်ရရှိပါတယ်မြန်မာလိုတော့မဖတ်သေးဘူးဘာမှအင်္ဂလိပ်လိုဖတ်တာthe subject art of not giving an F ဒါ blog ကသူ blog ပေါ်မှာရေးပြီးတော့နာမည်ကြီးလာတာစာအုပ်တန်းပေါင်းချီပြီးတော့the ဗုဒ္ဓတရားတော်ကြောင့်ဒီထဲမှာထည့်ထားတယ်ဒီနေရာမှာဘုန်းပြောချင်တာကသူအသက်73နှစ်မှာအတန်းထဲမှာစာသင်နေတဲ့လက်ထောက်ချောင်းကြီးကသူ့လာဆွဲထုတ်ပေါ့သူ့နာမည်က Mark Manson ဆိုတာ Mark မင်းကိုရှာဆိုပြီးတော့သူ့အိတ်ကိုရှာထဲမှာရှာဘာမှမတွေ့ဘူးတခုဖြစ်နေပြီဆိုတော့သိလိုက်ပုံမှန်ဆိုရင်ကျောင်းသားပဲကျောင်းသားခေါ်လို့ကျောင်းသားတွေဆရာကြီးရဲ့ရုံးကိုသွားတယ်အခုကျတော့လက်တော့ဆရာကြီးကသူ့စီလာတယ်ဆိုတော့ဒါတည်းထူးဆန်းပါဆိုအခန်းထဲရောက်လာတဲ့မှာသူ့ကိုတန်တရားရှိမှသူကဆရာကြီးသူကတိသွားတယ်အင်ဂျီရောပေါင်းပြီးတော့အကောင်လုံးလက်နဲ့ဖိပြီးတော့ရှာဘာမှမတွေ့ဘူးတည်င်းအတိကျရတာဒါမှမတွေ့ဘူးနောက်ဆုံးကျတော့သူ့ကိုလွတ်လိုက်ခါနေမှာသူဂျောဘိုအိတ်ရဲ့တောင်းလေးတခုကိုသွားပြီးတော့နင်းမိသူဂျောဘိုအိတ်ကလည်းပဲဟိုတည်းနေအများကြီးအိတ်တွေအများကြီးအဲ့အိတ်လေးကိုသွားနင်းမိအဲ့မှာနည်းနည်းအဖုလေးပေါ်နေတာအဲ့ဟာကိုသကြည့်ခါဆေးဖြစ်မူရစီရတယ်73နှစ်အဲ့ဒီအနေစပြီးတော့ဒီစာရေးဆရာသူ့ကိုအိမ်မှာဒီနေ့သူ့မိဘတွေကလည်းအပြင်ကိုမလွတ်တော့ဘူးသူ့ကိုအိမ်မှာပဲစားတင်ပေးဆိုလိုတာကနယူးယောက်မှာအသင်းနဲ့ပြည်စုံတဲ့မိဘကနေလာတဲ့ပုံမိဘလည်းအလုပ်ရှိတယ်ပညာလည်းရှိတယ်ဒါပေမဲ့အဲ့လိုပြည်စုံတာတော့မှဒီလိုပြဿနာမျိုးရှိတယ်နောက်တစ်ခုတခါတရားဟောရင်ဘုံဟောပြတယ်အဲ့ဒါတော့ဘာလို့ဆိုဆေးဗီးနိုင်ငံမှာဘာမှခိုက်ကြည့်နာဆာမှာလုပ်ဘူးဒီနေ့ကျတော့စားသားဆန်တဲ့ဆိုင်မှာဖုန်းကိုဆုံးခိုင်းတော့မေးတပည့်တော်သားက6နှစ်ပဲရှိသေးတယ်အဲ့ဒါခုသူကလိန်တက်နေပြီတဲ့ရှင်မြတ်ဒီပြဿနာဘယ်လိုလုပ်ပြီးတော့ဖြေရှင်းပေးမှာဘာလိန်လို့ဆရာကြီးဖေဖေကသားကိုတစ်ခါမှကစားစရာဝယ်မပေးဘူးဆိုတော့တပည့်တော်အဲ့လိုပြောတယ်တပည့်တော်အဲ့ဒီမတိုင်ခင်မှသူ့ကိုကစားစရာတခုဝယ်ပြီးတယ်ဒီမှာဘောင်ချလည်းရှိစစ်ပဲရှိအဲ့ဒါတပည့်တော်စိတ်ထဲမှာငါတောင်းမကြည်လို့လားငါတောင်းလည်းကြည်နေငါ့ကိုဘာဖြစ်လို့ဒီလိုမဟုတ်တာဆွဆွဲဆိုတော့တပည့်တော်ရဲ့သားကိုပြန်ပြီးတော့ဆူပြီးတော့တပည့်တော်မှာနောင်တရအဲ့ဒါတပည့်တော်ကိုဘယ်လိုလုပ်ပြီးတော့တပည့်တော်ဒီကိစ္စဘယ်လိုလုပ်ကိုင်းတယ်မှာတပည့်တော်ကိုပြောပြဘုံမောကပြောပြတယ်ကလေးကလိန်တာမဟုတ်ဘူးဟာကလေးကလိန်တာမဟုတ်ဆိုတပည့်တော်လိန်တာတပည့်တကယ်ဝယ်ပေးတယ်လေမဟုတ်ဘူးဆရာကြီးလည်းမလို့ရှင်ပြပြောတာရှုပ်သွားပြီလေနာဆာလို့လို့ပြောတယ် astronomer professor astronomer အခုဒူဘိုင်းမှာစပြတယ်သူဒီကမိုင်းရလည်းပဲ university မှာလုပ်တယ်အဲ့ဒါဘုံမော scenario possible scenario ကိုဖြစ်နိုင်ခြေရှိတဲ့အနေအထားတစ်ခုကိုယူတာကလေးတယောက်အသက်တနေ့နဲ့သူကစားလို့ရအောင်အယုတ်လေးဝယ်ပြီးမေကြီးကအလုပ်သွားတဲ့ခါကျတော့သူ့ကိုအိမ်မှာအထိန်နေနဲ့ထားတယ်။အော်ဖဲလို့နန်နီလို့အဲ့လိုခေါ်တာပေါ့။အိမ်အော်ဖဲလို့ပြင်သစ်စကားကလေးကိုအကြာအဲ့လိုဖြစ်ထားပြီးအိမ်အလုပ်ပြီးအိမ်ပြန်လာတဲ့ခါကျကလေးမျက်နှာမြင်တဲ့အခါမှာ
မိဘကစိတ်ထဲမှာ guilty ဖြစ်တယ်ကလေးကိုအကြာပြစ်ထားတာကိုစိတ်ထဲမှာမလုံးမချုံဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့မိဘတွေကဘာလုပ်လဲရှိအောင်ဆိုတော့ကစားဆရာတစ်ခုဝယ်လာပြီးတော့သားသမီးကိုချော့အကလေးကနှစ်ခုရှိတယ်ကစားဆရာနှစ်ခုရှိကလေးကကစားဆရာနဲ့သူမှ relationship ဒီဆောက်လို့မရသေးဘူးအချိန်နဲ့ယူရတာ relationship ရှိတယ်ဆိုရင်ဒါပုံမှန်စာအုပ်ဆိုရင်ဒီစာအုပ်ပြင်တိုင်းပုံမှန်စိတ်ချမ်းသာအသုံးလို့ရတယ်ဒီစာအုပ်ကိုကိုယ်စာအုပ်လို့မထင်ဘူးဆိုရင်ဘယ်နေရာမှာထားတယ်ဆိုတော့မမှတ်မိတော့ဘာပဲပြောက်ကိုယ့်အတွက်ဒီစာအုပ်ကစိတ်ရဲ့လုံခြုံမှုကိုမပေးတော့စိတ်နှွေးထွေးမှုကိုမပေးတော့ဒီကလေးလေးဒီတိုင်းပါပဲအခုကျတော့ကစားစရာနှစ်ခုဖြစ်သွားတာဆိုဘယ်ဟာကသူ့ဟာတော့ဆိုတော့သူ့ရဲ့မသိစိတ် subconscious mind ကအဲ့ဒါကိုဆုံးဖြတ်ရကလေးငယ်ငယ်လေးအဲ့လိုဆုံးဖြတ်ရတာဒါကသူတို့တွေဝန်ထုတ်ဖို့အဲ့ဒါအမေကတစ်ခုဝယ်ပေးအဖေကတစ်ခုဝယ်ပေးတယ်တစ်လမှနှစ်ခုရဆိုရင်နောက်10လ12လ24ခုရဒီနေ့ကလေးကအသက်2နှစ်3နှစ်ပဲရှိတယ်ကစားစရာအများနဲ့ဆိုတော့သူစိတ်သူရဲ့အာယုံကဘယ်ကိုစိုက်မယ်ဘယ်ဟာကိုဘယ်အယုံနဲ့ relationship လုပ်ထားမယ်ဆိုတော့ तू ကမရှိတော့မလုပ်နိုင်တော့ तू အာယုံတွေထွေသွားအာယုံထွေသွားတဲ့အခါကျတော့အဖေကပေးတာတော့ပေးတယ်ကစားဆန်ပေးတယ်မကလေးကသူ့ဟာဆိုပြီးတော့စိတ်ထဲမှာ तू မခံစားရဒါကြောင့်ပေးကပေးမရအဖေကပေးတယ်သားကမရအဖေကပေးတာဘာပေးတာလဲမေတ္တာပေးခြင်းတယ်ကလေးကမရဘာဖြစ်လို့မရဆိုအဖေပေးတဲ့နည်းကငှားနေတယ်သူစိတ်ထဲမှာရှိတဲ့သူရဲ့ negative emotion သူရဲ့ guilty feeling အဲ့ဒီဟာကိုအပြင်ကစားစရာနဲ့သူကဘာဖြစ်လို့ဖုံးဖိထားတယ် suppression ခေါ်တာ psychology အဲ့ဒါကြောင့်ဒီတစ်ခါ New York ရောက်သွားတဲ့ခါကျတော့UN က staff တွေကပြင်ပြီးတော့တရားဟောတာတရားထိုင်တာလို့တရားမဟောခင်တရားမထိုင်ခင်တော့ UN ရဲ့ bookshop ကိုအလဲသွားတယ်ဒါ bookshop ထဲမှာတွေ့တဲ့စာအုပ်လေးပါ I am peace ဒါကလေးလေး a book of mindfulness mindfulness ဒီတတိပဋ္ဌာန်ကိုကလေးတွေနားလည်နိုင်လောက်အောင်ကလေးတွေနားလည်နိုင်လောက်အောင်ရေးထားတယ်ဒီတိုင်းမှာဆိုရင်စာသားကတမျက်နှာ၄ချောင်းပဲရှိတယ်အယုတ်ကပုံကြီးဒါကလေးတွေကိုရည်စူးတဲ့စာကိုအယုတ်လည်းမပါဘူးစကားပြောတာလည်းမပါဘူးဆိုရင်ကလေးတွေကပြင်းတယ်နားမလည်နိုင်ဘူးAlexis Wonderland ပုံပြင်ဖတ်ဖို့တဲ့လူတွေအကုန်လုံးသိတယ်အမကဖတ်နေတော့မှအငယ်လေးကလှမ်းပြီးတော့ကြည့်တယ်ညီမလေးကကြည့်တဲ့ခါကျတော့စကားပြောတာလည်းမပါအယုတ်လည်းမပါဆိုတော့သူကအိတ်ကျော်သွားသူ့ရဲ့အိမ်မက်ကိုပြန်ပြီးတော့ရေးပြတာ Alexis Wonderland ဖြစ်သွားတာဆိုတာကမိဘတွေဒါမျိုးတွေလုပ်ဖို့လည်းလိုအပ်တယ်ဒီနေ့တရားထိုင်ဖို့လည်းလိုအပ်တယ်အသက်ကြီးကြီးမဆောင်ဘူးကလေးကြီးကိုစာသင်ပေးရတဲ့စာချဆရာတော်တွေစာချတိတ်ခါရှင်ဆရာလေးတွေတောင်းဆရာဆရာမတွေသူတို့လည်းပဲဒါတွေလေ့လာဖို့တင်အင်္ဂလန်နိုင်ငံမှာ mindfulness for school ဆိုပြီး project ကိုရှိတယ်အဲ့ဒါအစိုးရကလုပ်တယ်ဒီcheck ဆရာတော်ဒီထဲမှာပါတယ်အဲ့ check နိုင်ငံမှာprivate school ကိုရှိတယ်အဲ့ private school မှာကျောင်းအုပ်ကအင်္ဂလိပ်လူမျိုးဒုတိယကျောင်းအုပ်ကကနေဒါအမျိုးသမီးသူတို့နှစ်ယောက်ကသူတို့ရဲ့ယာတူကနေနှုတ်ထွက်ပြီးတော့ကျောင်းအုပ်နဲ့တူးကျောင်းယာတူကနေနှုတ်ထွက်ပြီးတော့ဘာလုပ်တာလဲဆိုတော့mindfulness ဆိုတဲ့သတိပဋ္ဌာန်ကျောင်းမှာအထူးဖြင့်ပုံရကျောင်းမှာသင်ကြားပေးနိုင်အောင်ဆိုပြီးတော့သူတို့ကmindful school လာဒီကိုနဲ့ training training ပေးတဲ့ community ထောင်ထားတယ် training ပေးတဲ့ဖွဲ့စည်းတည်ထောင်ထားတယ်ပေါ့ဆိုတာကနိုင်ငံခြားမှာအဲ့လိုတွေ
ဒီကနေယူသွားတဲ့သတိပဋ္ဌာန်အလောက်ထိလုံးနေပြီအဲ့ဒီဟာကိုကလေးတွေအုပ်ထိန်ရတဲ့ပုံကိုယ်တွေခရောင်းကဆရာတော်ဒါရရှင်စေကိဏဓမ္မတော်ဆရာတော်ဒါရရှင်ကိဏအမိန့်ရှိတယ်လို့ဆရာတော်ကတော့ပြက်ပြောတယ်လေဆိုမိဘတွေဆရာတွေဒါတွေပြန်ကြက်ပါဆိုလို့ message ကတော့ဘာလို့ဆိုတော့ကိုယ့်ဟာကိုအများနဲ့ improve လုပ်ရမယ်လို့ပြောတယ်ဘုံဘုံတို့ကိုယ်တိုင်လည်းအများနဲ့ improve လုပ်တယ်တည်တယ်လို့မရှိဘူးဒီတစ်ခါနယူးယောက်သွားတဲ့ခါကျတော့ကလေးတွေကိုမက်ကင်ရှိပါတဲ့နေ့ကမှဘုံဘုံဘာ concept ပဲဆိုတော့အည်သွေးရှစ်ခုစုပေါင်းပြီးတော့အဲ့ဒီ integrate လုပ်နိုင်ရင်အတူတူအလုပ်လုပ်နိုင်အောင်လုပ်နိုင်ရင်အဲ့ရှစ်ခုပေါင်းပြီးတော့လုပ်နိုင်အောင် one purpose တဲ့ one function အတွက်လုပ်နိုင်တယ်ဆိုရင်ဒါမက်ကင်ရှိပါရဲ့ရည်ချက်ပဲသူတို့အဲ့လိုပြောအဲ့ဒါနဲ့သားတို့သမီးတို့ရဲ့ဘုရားနဲ့မှာဘဝထဲမှာအရေးကြီးတဲ့အချက်၈ချက်ကိုပြောပြပါကိုယ့်ရေးပေါ့နော်ဘုံမောနဲ့ကိုယ့်ရဲ့ဟာတွေရေးတယ်စာရကနေကူးမချနိုင်လို့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပright thing right view right thing အဲ့ဒါမျိုးရေးနားမလဲပဲနဲ့မထည့်နဲ့နားလဲမှထည့်စာရစုထဲကနေကူးထည့်တာမရေးကလေးတွေရေးနံပါတ်1က family နံပါတ်2က friends နံပါတ်3ကမိသားစုနံပါတ်2ကတငယ်ချင်းနံပါတ်3ကကျောင်းနံပါတ်4ကကစားစနံပါတ်5ကသူတို့အိမ်မှာမွေးထားတဲ့ခွေးတချို့အိမ်မှာမွေးထားတဲ့ရိษံတွေဒါမက်ကင်ရှိပါကိုရေးနေတာသူတို့နောက်ဆုံးကြတော့ကလေးမလေးတယောက်ရေးတယ်နံပါတ်8 K-pop ကိုရီးယားကဘန်လေအဲ့ဒါကိုတွေ့တဲ့ခါကျတော့အမေကလန့်သွားသမီးအဲ့လိုမရေးရဘူးလေတမရီဘုံမောပြောတယ်မဟုတ်ဘူးဒီမှာကလေးက concept ရပါလူလောကကြီးမှာတယောက်ရင်းနေလို့မရဘူးဒါတွေရှိဖို့လိုအပ်တယ်အည်သွေးလည်းတစ်ခုတည်းရှိလို့မရဘူးဒါတွေစုပေါင်းပြီးတော့ဒီအည်သွေးတွေအတူတူအလုပ်လုပ်ဖို့လိုအပ်တယ်ဆိုတာ तू အဲ့ message ကိုရပါဘူးအဲ့ဒီအသေးစိတ်ကတော့ तू ကအသက်ကြီးလာရင် तू ပြောင်းလဲသွားနောက်ဆုံးကြတော့ဗုဒ္ဓရဲ့မက်ကင်ရှိပါကိုသူတို့အလိုရောက်လာလို့အခုတော့ဆူပြီးတော့လူကြားလူရှိမှာပေါ့နော် embarrass အချက်ရအောင်လုပ်ပြီးတော့သူတို့ကမသိပါနဲ့ဘုံမပြောခဲ့တယ်အချိန်ကြီးတာနဲ့ညာသွားပြီဒါက teenage တွေအတွက်ကနည်းနည်းအသက်10ကျော်သက်တွေ mindfulness meditation and mindfulness ဒါကလေးတွေနားလည်နိုင်တော့တယ်သူတို့ရဲ့teenager issue တွေအသက်10ကျော်သက်အရွယ်တွေသူတို့ဘဝမှာရှိတဲ့ peer pressure တို့ဘာညာအဲ့ဒါမျိုးတွေပြောထားတယ်အသက်ကြီးတဲ့လူတွေအတွက်ကြတော့ the kindness cure တို့နောက်ပြီးတော့နည်းနည်းacademic စာပေဆန်တဲ့ပုဂ္ဂိုလ်ဒီပညာရှင်ဆန်တဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ရှုတော့၅မျိုးနေပြီးတော့သတိပဋ္ဌာန်ကိုကြည်ထားတဲ့ဟာသူတွေနာစာနဲ့နေကြည့်ပါပဲတခုကတော့ psychology intervention ဆိုတာ clinical psychology တွေစိတ်ကူးတဲ့ဟာဒုတိယတစ်ခုကတော့ positive theory and mechanisms of mindfulness အဲ့ဒါက theory ဘိုင်းဆိုင်ရာpositive psychology ပါတတိယတစ်ခုကတော့ mindfulness for health practitioner and carer ဒါဆရာဝန်တွေအတွက်နံပါတ်၄ကျတော့ mindfulness in spirituality တရားထိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်နောက်ဆုံးကျတော့ mindful therapy အဲ့ဒါတော့ psychotherapist တွေအတွက်အဲ့ဒါမျိုးတွေရှိတယ်ပေါ့နော်ရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒီဟာတွေကိုဘုန်းဘုန်းတို့ကဒီအသိဉာဏ်လေးတွေကိုရနိုင်တဲ့လောက်promote လုပ်ပြီးတော့ကိုယ့်စီကကလေးတွေငြိမ်းချမ်းတဲ့စိတ်ထဲမှာငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်သူတို့ရဲ့အတွေးတွေinnovative ဖြစ်တယ်စဉ်းစားဆင်ခြင်တတ်တယ်လူကြီးဖြစ်လာတယ်ဆိုရင်လည်းလူကြီးလူကောင်းငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်လာမယ်ဆိုတာကိုယုံကြည်တဲ့အကြောင်းပြောရင်းဘုံမောဒီမှာနေပုံချုပ်အာရိအာရိအာရိအာဒီဘုရားဝိညာဉ်ဒီမှာဆိုတော့ဒီစက်ပြောချပြပါတော့ကျေးဇူးတော်ရှင်အောက်ကိုဆရာတော်များအထူးကြီးကျေးဇူးတင်တဲ့ဆောက်တာပါဗျာစီစဉ်900ဝိဇ္ဇာကနေ9နှစ်ထိကွန်ပျူတာကိုကြည့်အောင်ပြီးဖွင့်သောပန်းတိုင်း9နှစ်
ကို ECS ကိုလို့ဆောင်ဆိုတဲ့ဒီကိုတာဝန်ဆွေးနွေးဖို့ဆရာမကြီးတော်ပြီးတော့ဆက်ပါတာဝန်ဆွေးနွေးကြရရင်ဒေသကအကြပါလိမ့်မယ်ပြီးတော့တန်ဃာတော်ရှင်သူများအားလုံးနဲ့ရှင်တောင်နေများအားလုံးကိုယိုသေးစွာဖြစ်ဥညွတ်ယိုချိုးရှ िख ိုကြောပါတယ်ရှင်ဗျာတီလာရှင်ဆရာကြီးဆရာလေးများကိုလည်းယိုသေးစွာဖြင့်ရှ िख ိုပြီးတော့ဥညွတ်ကြောပါတယ်ဗျာကုန်ရရှိဧည့်သည်တော်ပြိဿများအလှူဒါနကုသိုလ်ရှင်များအားလုံးဝေယဝေဆကုသိုလ်ရှင်များအားလုံးကိုလည်းကျွန်မဒီနေ့အနေယိုသေးစွာခါရဝပြုပါတယ်ရှင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှပြချမ်းသာကြပါစေဆိုတော့ဒီအောက်ဖို့ဆရာတော်ဖရာရဲ့မွေးနေ့မှာဒီခုလိုတာဝန်ဆွေးနွေးပြီးပြောဆိုပွဲရတဲ့အတွက်လည်းထူပင်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ဆိုတော့ကျွန်မကအခုဒီကလေးတွေဟာမွေးစားကနေစပြီးတော့ဖွံ့ဖြိုးမှု area အားလုံးမှာအစွမ်းကုန်ဖွံ့ဖြိုးမှသာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ဒါမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုပြီးတော့နိုင်ငံတော်ဆိုရနေပြီးတော့ဒီလုပ်ငန်းကိုစပြီးလုပ်ဖို့အတွက်လွန်ခဲ့တဲ့3နှစ်ကစပြီးသူတို့ပြင်ဆင်ခဲ့ပါတယ်ကျမတို့အများကြီးခက်ခဲတွေစိတ်ခေါ်မှုတွေဒီကိုဖြတ်တန်းခဲ့ပြီးတဲ့အခါမှာကျမတို့နိုဝင်ဘာ9ရက်ကစပြီးတော့လူမှုဝန်ထမ်းဝန်ကြီးဌာနကအုပ်စီးပြီးတော့ကျွန်တော်ရွေးထားတဲ့မြို့နယ်9မြို့နယ်မှာအိမ်နိုင်ရာရောက်သွားပြီးကလေးတွေဝေးစားကနေစပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးမှု area တွေအားလုံးမှာဖွံ့ဖြိုးမှု area အခြေအနေတွေကိုစမ်းစစ်တဲ့မိခွန်းလွှာနိုင်ငံတကာကလက်ခံထားတဲ့မိခွန်းလွှာတွေနဲ့စပြီးစမ်းစစ်တဲ့ဟာကိုလုပ်ပါတယ်အဲ့မှာကျမတို့ဆောင်ဘုတ်ကမွေးစားမှဒီ9နှစ်အထိဖွံ့ဖြိုးမှုကိုသိအောင်ကြည့်ပါအဲ့ဒါတစ်ပိုင်းပေါ့နော်ဆိုတော့ကျမကနိုဝင်ဘာ9ရက်ကစတော့တောက်လျှောက်ခကြီးတွေထွက်ရပါတယ်ဒီကြားထဲမှာကျမဒီမှာပြောဖို့အတွက်article သူတွေသာစာနန်းတွေလည်းဖတ်ဖြစ်တယ်မနေ့ကညနေပြန်ရောက်တဲ့အချိန်ကြတော့မှကျမထိုင်ပြီးတော့ပေါက်ကိုပြင်ပါတယ်ပြင်မနဲ့4နာရီထိုးကနေလောက်မှပြီးသွားပါတယ် slide 40လောက်ရှိတယ်စာနေပါတယ်ပုံများပါတယ်ဒါပေမဲ့ပြီးလို့ကျမ file name ကိုပြောင်းပြီးတော့ save လဲလုပ်လိုက်တော့အဲ့ file အကုန်လုံးအလုံးဝပြတ်သွားပါတယ်ဆိုတော့မနေ့4နာရီလဲကြော်နေပြီဆိုတဲ့အခါကျတော့ကျမထပ်ပြီးလုပ်ဖို့မမီတော့ပါဘူးဒါတော့ကျမ PowerPoint တော့မပြနိုင်ဘူးဒါပေမဲ့ဒီနေ့မှာလူမှုဆက်ဆံရေးနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုအဓိကပြောမယ်ပေါ့နော်အခုစိတ်ပူပန်မှုစိတ်ဖိစီးမှုဆိုရဲ stress တွေကိုကိုခန္ဓာကနေပြီးတော့ဘလို့တုံ့ပြန်တယ်လဲဆိုတဲ့အကြောင်းကိုအဓိကထားပြောမှာအခုတော့ငါကဒီ stress ကိုအရင်ဆုံးကြုံတွေ့လိုက်ရပြီလို့လေကိုယ့်ကိုခံစားမိတယ်ပေါ့လေတ냐လို့လည်းဖြစ်တဲ့ဟာအကုန်လုံးကပြတ်သွားပြီဆိုပြီးနောက်ကျွန်မလည်းဆိုတော့ကျွန်တော်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပဲကိုကျွန်မ stress ကိုပြန်ချရပါတယ် stress ကိုပြန်ချတယ်ဆိုတာကဒီနေရာမှာကျွန်မတုံ့ပြန်တယ်ဆိုတာ stress response ကိုကျွန်မသုံးတာပါတပည့်တော်သုံးတာပါဖျား response ပါ react မဟုတ်ပါဘူးအဲ့တပည့်တော်တို့ကကလေးငယ်ငယ်လေးတွေကမွေးတဲ့ကစပြီးတော့စိတ်ခံစားမှုဆိုင်ရာနဲ့
လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု area တစ်ခုကစပြီးတော့ဖွံ့ဖြိုးပါတယ်အဲ့လိုကလေးတွေရဲ့ဖွံ့ဖြိုးမှုကိုပြောပြီးဆိုရင်မရှိမဖြစ်အချက်5ခုရှိပါတယ်အားလုံးသိထားရမယ့်အချက်အဲ့ဒီချက်ကတော့ကလေးဟာမွေးစားအနေစပြီးတော့ကလေးကမွေးဖွားလာတဲ့အချိန်မှာသူ့ရဲ့အုံနှောက်ကဖွံ့ဖြိုးနေတော့မှာပဲဆိုဖွံ့ဖြိုးနေတော့မယ်အဲ့ဒီအုံနှောက်ကတစ်စက္ကန့်မှာအထဲမှာအုံနှောက်အထဲမှာလမ်းကြောင်းတွေကတသန်းကျော်ပါတယ်တသန်းကျော်သူကပွားများနေပါတယ်ဒါပေမဲ့ဒီတိုင်းမပွားများပါဘူးလှုံ့ဆော်မှုရှိမှပွားများပါတယ်ပြီးရင်ကျွန်မဗီဒီယိုလေးတစ်ခုပြပါမယ်လှုံ့ဆော်မှုရှိမှပွားများတယ်အဲ့တော့ခုနကဆရာတော်ကျွန်မတို့ကဆရာတော်ပြောသလိုဖုံကကလေးတွေနဲ့စကားပြောတယ်ပုံမြင်ပြောတယ်ဆိုတာဟာဆရာတော်ဖះကကလေးတွေနဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုနေတယ်တပည့်တော်ပြောမဲ့ခါလို့ဆရာတော်ဖះကအကုန်ပြောသွားပြီးပါပြီဆရာတော်ဖះရဲ့ကလေးတွေကိုပြုစုပြောထောင်တဲ့နီးသူတို့အုံနောက်ကိုဖွံ့ဖြိုးခွင့်ပေးနေတဲ့နီးအဲ့ဒီဟာမွေးစားတွေကစပြီးဒီရှိပါတယ်အဲ့ဒီခါကျတော့ပြန်ပြီးပြောမယ်ဆိုရင်ကလေးတယောက်ဖွံ့ဖြိုးပြီဆိုရင်ကျမတို့ကဘာမြင်လဲဆိုတော့ကလေးထိုင်နိုင်ပြီမတက်ရနိုင်ပြီလမ်းလျှောက်နိုင်ပြီပြောကြတယ်ဖေဖေမေမေခေါ်ပြီလို့ပြောကြတယ်ဒါပေမဲ့ဖွံ့ဖြိုးမှု area ကအဲ့ဒီလိုလမ်းလျှောက်နိုင်ပြီထိုင်နိုင်တယ်ခေါင်းထောင်ပြီးမတက်ထိုင်နိုင်တယ်လေးဘက်သွားတယ်လမ်းလျှောက်တယ်ဆိုတော့ဖွံ့ဖြိုးမှု area တစ်ခုနောက်တစ်ခုကလက်နဲ့လက်ချောင်းလေးများလှုပ်ရှားမှုကလေးကိုအယုတ်ကလေးကိုလက်ကလေးနဲ့ပေးလိုက်ရင်ကလေးကလက်ကလေးတော့စကင်တယ်ဒါဟာတစ်လကျော်2လတစ်လကျော်တဲ့ကသူ့လက်ထဲကိုစပြီးပေးလို့ရပြီအဲ့လိုပေးလိုက်တဲ့အချိန်မှာပေးလိုက်တဲ့အခါမှာ तू ကလှမ်းမယူနိုင်သေးဘူးဒါပေမဲ့အမေကပေးလိုက်တယ်အဲ့လိုပေးလိုက်တဲ့အချိန်မှာဒီလက်ကနေပြီးတော့ဒီထိတွေ့မှုကိုခံယူတဲ့အင်္ဂါတွေရှိပါတယ်အဲ့ဒါတွေကတင်းနဲ့တခါလေအုံနောက်ကိုပို့လိုက်တယ်အဲ့အချိန်မှာအုံနောက်ကိုလှုံ့ဆော်လိုက်တော့အခုမွေးတော့ကပါလာတဲ့သူကမဆက်သေးတဲ့ဒီ neuron ဆိုခေါ်တဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကအကုန်လုံးဆက်တယ်အဲ့ဒီမှာဆက်သွယ်ရေးလမ်းကြောင်းတွေလည်းဖောက်တယ်နောက်ပြီးတော့အားကောင်းလာတယ်မတုံးရင်အဲ့ဒီခုနတစ်စက္ကန့်မှာ1 million ပွားနေတယ်ဆိုတော့ဒီအာယုံကျော်လမ်းကြောင်းတွေဟာပျက်စီးသွားပါတယ်ပျောက်သွားပါတယ်အဲ့လိုဖြစ်တယ်အဲ့ခါကျတော့ခုနကဒါမဲ့အမေကဒီလိုပေးလိုက်လို့အဲ့တော့အမေနဲ့ကလေးနဲ့ခဏဆက်သွယ်မှုရှိရမယ်ဆရာတော်ဖះပြောသွားသလိုပฏิရူပဒေသာဝါသောစပါဝင်ခြင်းကောင်းရမယ်အခုသိပ္ပံပညာဒီ psychology ကဘာပြောသလဲဆိုရင်သူတည်တနာပြုချက်အရာကလေးတွေမွေးဖွားလာရင်ဗီဇ genes ပါလာတယ်ဒါပေမဲ့ तू လိမ္မာတယ်မလိမ္မာဘူး तू ဘလောက်တိုးတက်တယ်မတိုးတက်ဘူးဆိုတာဒီ genes တစ်ခုတည်းပေါ်မှာမူတည်တာမဟုတ်ပါဘူးပါဝင်ခြင်းကလေးကြီးပြင်းတဲ့ပါဝင်ခြင်းကအများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတာဒီသိပ္ပံလည်းသူတို့တင်မှာသူအခိုင်မှာပြောပါတယ်ဆိုတော့ဒီလို့ဆိုဘာအရေးကြီးသလဲအချိန်မရလို့ခက်တူတူပဲပြောလိုက်ရင်အရေးကြီးဆုံးချက်ကဘာလဲဆိုရင်ကလေးကိုကျမတို့ကကလေးနဲ့ကိုနဲ့ဆိုတာကလေးနဲ့အမေလို့ပဲကျွန်တော်ပြောလိုက်မယ်ကလေးကိုပြုစုထိန်းသိမ်းစောင့်ရှောက်နေတော့သူတယောက်တည်းမဟုတ်ပါဘူးမိုးလို့လည်းမိတ်သွားပါပဲအိမ်မှာရှိတော့သူအားလုံးဆွေမျိုးများအားလုံးအိမ်နီးချင်းများအားလုံးကလေးနဲ့အပြန်အလှန်ဆက်သွယ်မှုရှိပါမယ်ဒီ psychology မှာတော့ဗာပြောလဲဆိုရင် serve and return ကျမတို့ volleyball ကစားလို့ရှင် serving ပေးတယ်စပေးလိုက်တယ်ပေးလိုက်ရင်ဟိုဘက်ကပြန်လာတယ် return ဆိုတော့စတယ်ကလေးကစရင်လည်းပဲတုံ့ပြန်ပါမယ်အဲ့တုံ့ပြန်တဲ့အချိန်မှာကလေးနဲ့တင့်လျော်တော့တုံ့ပြန်မှုအခုနဆရာတော်ဖះမိန့်သွားတယ်အယုတ်တွေဝယ်ပေးတဲ့ဟာကသူ့ရဲ့ guilty ကိုဖုံးနေတာတစ်ပိုင်းဒါပေမဲ့သူ့ရဲ့တုံ့ပြန်မှုဟာကလေးရဲ့ဖွံ့ဖြိုးမှုကိုလုံးဝအားမပေးတဲ့တုံ့ပြန်မှုဖြစ်နေပါတယ်အဲ့တော့ကလေးဟာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဘယ်အစငယ်တုန်းကကျမတို့ကမိကုန်းတော်တစ်ခုရှိတယ်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုစမ်းစစ်တဲ့မိကုန်းတော်ဥပမာဆိုရင်ကျမတို့က2လဆိုရင်1လအရွယ်ကစပြီးစစ်လို့ရတယ်သူက2လကနေ3လအထိကိုမိကုန်းတော်တစ်ခုစစ်ရပါတယ်အသက်ပိုင်းချလိုက်သူ့အသက်လိုက်တွက်ထားပြီးသားပါကလေးဟာငိုပြီးရဲ့အကြောင်းတစ်ခုကြောင့်ငိုပြီးရဲ့သူအေးဆေးဆေးလေးနိုင်ဝက်အတွင်းပြန်ဖြစ်သွားသလားမွေးတနအတွင်းမှာအဲ့ဒါကကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာအချက်တစ်ခုဖြစ်တယ်မိမိကိုယ်ကိုပြ
ပြန်လဲပြီးတော့ထိမ့်သိမ့်ထိမ့်ညှိလိုက်တာကိုယ့်ရဲ့ကိုယ်တန်းခံစားချက်အခြေအနေအရပတ်ဝန်းကျင်အခြေအနေအရကိုပြန်ထိမ့်ညှိတတ်တယ်ဆို self regulation လို့ခေါ်ပါတယ်ကျမတို့တဘွားလုံးဒီ self regulation အရေးချင်းလိုပါတယ်ကိုထိမ့်ညှိတတ်သောသူများသည်အခက်အခဲနဲ့ကြုံတွေ့လာတဲ့အခါမှာဒီ stress ဆိုတဲ့စိတ်ပူပန်မှု level ကအရင်ကြီးမတက်သွားပါဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ပြန်ကြည့်ရင်ဒီ self regulation တခုနောက်တစ်ခုကကြတော့ခလေးက compliance လို့ခေါ်တဲ့စီကံလေးတွေကိုလိုက်နာခြင်းစေးရှိတာလိုက်နာတာအဲ့ဒါလေစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရဲ့အချက်တစ်ခုပါ18လတစ်နှစ်ခွဲအချိန်မှာခလေးကိုတသားဒီမှာထိုင်တော့မုံစားမယ်ဒီကိုလာဆိုတဲ့ဟာမျိုးလေးတွေကိုသူကလိုက်နာသလားဘောလုံးလေးမမေ့ကိုပေးဆိုတဲ့ဟာကိုလိုက်နာသလားအဲ့ဒီအချိန်လေးကစပြီးတော့ဒါကိုအမေကကစားရင်းနဲ့ကျွေးရင်းနဲ့အဝတ်လဲပေးရင်းနဲ့ဒီလိုမျိုးလေးတွေကိုထည့်ပြီးတော့အပြန်အလှန်ဆက်သွယ်မှုတွေတောက်လျှောက်လုပ်နေတယ်လုပ်နေတော့အထဲကအုံနှောက်ကဆဲစီကလည်းပွားတယ်ဒီမြူရုံးဒီလမ်းကြောင်းတွေကလည်းအများကြီးဖောက်လာတယ်ဖောက်လာတော့အုံနှောက်ကအားကောင်းတယ်အဲ့ဒီအချိန်အစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဒီကလေးကြီးလာတဲ့အခါမှာသူ့ရဲ့သင်ကြားနိုင်မှုသင်ယူနိုင်မှုစွမ်းရည်သူ့ရဲ့အပြုအမူသူ့ရဲ့ကျမ်းမာရေးအထိတက်ရောက်မှုရှိပါတယ်အဲ့တော့အခုဒီလူ့ဝန်ကြီးဌာနကဘာဖြစ်လို့လုပ်လဲဆိုတော့ကျမတို့နိုင်ငံမှာအားလုံးသိတဲ့အတိုင်းပါပဲ stress ကိုဖြစ်စေသောအချက်တွေတော်တော်ကြီးကိုများလာပါတယ်စစ်ဘေးရှောင်စခန်းတွေရှိလာတယ် single mother တွေအသက်မပြည့်သေးဘဲနဲ့ကလေးမွေးရတဲ့လူတွေရှိလာတယ်နောက်တစ်ခါစာဝတ်နေရေးကြက်တဲမှုတွေရှိလာတယ်ဆိုတဲ့အခါကျတော့အဲ့တော့ဒီဖွံ့ဖြိုးမှုကိုဒီဗမာပြည်မှာမဟုတ်ဘူးဘယ်အဖွဲ့အစည်းမဆိုဖွံ့ဖြိုးခြင်းမျိုးဆက်သစ်ကရှင်သန်နေရပါမယ်ရှင်သန်တဲ့မျိုးဆက်သစ်ရမှဒီအဖွဲ့အစည်းရဲ့အနာဂတ်ကကောင်းမွန်တဲ့အနာဂတ်ဖြစ်မှာပါအဲ့တော့ဒီစိတ်ပိုင်းဆိုင်ဖွံ့ဖြိုးမှုလည်းဒါကြည့်ရမယ်အဲ့တော့နောက် area တွေကပါလဲဆိုရင်ခုနလှုပ်ရှားမှုရယ်လက်နဲ့လက်ချောင်းလေးများလှုပ်ရှားမှုရယ်နောက်တစ်ခုကအခက်အခဲကိုဖြေရှင်းနိုင်မှုတစ်ခါနဲ့ပြောရင် cognitive problem solving လည်းသုံးတယ် cognitive ဆိုတော့အသိပညာဉာဏ်ရှိမှုဆိုတဲ့အခါမှာကျမကဆရာတော်ဖျားဟောထားတဲ့ဒီ stress management မှာသုံးတဲ့သုံးတော့သိဉာဏ်ရှိတယ်ဆိုတာ10နာကို6ပါးလောက်ကုန်တဲ့အောင်လို့ဉာဏ်သိကောင်းတာပဲဆိုတဲ့ဟာကိုပြောတာမဟုတ်ပါဘူးဘာကိုပြောတာလဲဆိုရင် cognitive ကဒီကလေးဟာအမှားစဉ်းစားဉာဏ်ဆရာတော်ပြောတယ်အတွေးခေါ်တတ်တယ်စိတ်ဓာတ်ရင့်ကျက်မှုရှိတယ်နောက်တစ်ခါအမှားအမှန်ကိုဝေဖန်သုံးသပ်နိုင်တယ်အဲ့လိုမျိုးကလေးအဲ့လိုမျိုးဟာလည်းပဲမွေးတဲ့ကစပြီးတော့ဖွံ့ဖြိုးတယ်ဥပမာလေးတစ်ခုဘလို့လဲကလေးကငငယ်လေးတစ်လကြော်ပဲရှိသေးတယ်သူ့လက်ထဲကိုအမေကအယုတ်ကလေးထည့်လိုက်တယ်အယုတ်ကလေးကသူ့လက်ထဲကလွတ်ကျသွားတယ်အဲ့ဒါကိုကလေးကလှမ်းကြည့်သလားဆိုတော့မိကုံကျမတို့ပါပါတယ်လှမ်းကြည့်သလားအဲ့ဒါသူအခက်ခဲကိုသူဖြေရှင်းတာသူ့လက်ထဲကလွတ်သွားတဲ့ဟာလို့သူကြည့်သလားဒီထက်နည်းနည်းလေးကြီးလာရင်သူယူဖို့စ조사သလားအဲ့ဒီအချိန်မှာအမေကတော့၎င်းအဖေကတော့၎င်းဘေးမှာရှိနေတဲ့လူကြီးကရောတသားလေးရေဆိုပြီးတော့ချက်ချင်းဂျက်ဆိုယူပြီးကောက်လဲထည့်ပေးလိုက်ရောကလေးမှာအဲ့အခက်ခဲလေးကိုဖြေရှင်းနိုင်တဲ့ဉာဏ်ဖွံ့ဖြိုးခွင့်မရတော့ဘူး तू စဉ်းစားလိုက်တဲ့အချိန်မှာဒီဆဲစရာဒနနဲ့တခါတဲ့အထဲမှာအလုတ်လုတ်ပြီးတော့လမ်းကြောင်းတွေကအားကောင်းလာတာအဲ့တော့ကျမတို့ပြုစုထိန်းသိမ်းဆောင်ရှောက်တဲ့ကလေးကိုကြည့်တဲ့အခါမှာအဲ့ဒီလိုအပြန်အလှန်ဆက်သွယ်မှုတွေအခုကျမထင်ပါတယ်ဒီမှာတန်ဃာတော်များနဲ့ဆရာလေးများအပြင်ကိုမိဘတွေပါမယ်လို့ထင်မိဘတွေလည်းပါမယ်ဆရာမတွေလည်းပါမယ်လို့မျှော်လင့်နေအဖိုးဖွားတွေလည်းပါမယ်ကိုကကလေးကိုအန်ရမဖြစ်အောင်ခြိထားပြီးတော့ handphone နဲ့ Facebook ကိုဒီလိုကြည့်နေရင်အခုနကကျွန်မပြောခဲ့တဲ့ကလေးအတွက်ဖွံ့ဖြိုးမှုရလဒ်တွေကလေးမှရပါမလားမရဘူးဘာလို့ဆိုတော့ဒီကလေးထဲမှာပွားတာနော် तू ကလေပွားပြီးတော့ရှိနေတယ်မဟုတ်ပွားပြီးရင်မတုံးရင် तू အကုန်ပြန်ပြတ်သွားတာ pruning လို့ခေါ်ပါတယ်တုံးရ
ရင်သုံးမသုံးရင်အကုန်ဆဲစရာအကုန်ပြန်ပြတ်သွားတာပါသုံးလေအားကောင်းလေသုံးလေအားကောင်းလေဖြစ်တာပါအဲ့လိုဟာမျိုးအဲ့တော့အပြန်လန်းလို့တာကျမတို့ဘယ်ကြောင်းကခလေးအုံနောက်ကောင်းအောင်လို့ငငယ်လေးတွေကဘယ်ကြောင်းမှပို့စရာမလိုပါဘူးအင်မတန်ရိုးရှင်းပါတယ်တခဲကိုရိုးရှင်းပြီးလိုက်နာရအင်မတန်လွယ်ကူပါတယ်တခုပဲခလေးကိုကြည့်တော့သူဒီ Facebook ကိုတော့ချိန်လုံးကြီးခလေးကြည့်တဲ့အချိန်မှာသူဖုန်းကိုကင်ပြီးဖုန်းနဲ့ပဲအချိန်ကုန်နေရင်တော့ခလေးရဲ့အုံနောက်ကခုနဆဲစီကသူကခက်ငြိမ်ငြိမ်ပဲဖြစ်သွားမယ်အဲ့တော့သူ့အုံနောက်ဖွံ့ဖြိုးမှုမှာအပြည့်အဝမရဘူးပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုအပြည့်အဝမရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အုံနောက်ဖွံ့ဖြိုးမှုကလည်းအုံနောက်ဖွံ့ဖြိုးမှုပြည့်ဝမရဘူးဆိုတာတော့အခက်အခဲတွေ့ရင်သူဖြည့်ရှင်းနိုင်ဖို့သူခက်ခဲတွေရှိမယ်အမှားမှဝေဖန်ပိုင်းခြားနိုင်စွာနေနေမယ်အဲ့ဒီလိုမျိုးအသိဉာဏ်ပြီးတော့သူသင်ယူမှုမှာသွားပြီးထိမယ်နောက်တစ်ခုကဘာသာစကားသတိထားမိမယ်ထင်ပါတယ်အခုကလေးတွေဘာသာစကားတိုးတက်မှုမှာဘယ်လိုလဲပေါ့ဘာသာစကားမပြောဘူးထိန်းနဲ့ကြည့်ပေးနေတဲ့သူကစကားမပြောရင်ဘာသာစကားမှလည်းတိုးတက်မှုနေတယ်အုံနောက်ရဲ့ဖွံ့ဖြိုးမှုလည်းအားနည်းသွားပါလိမ့်မယ်နောက်တစ်ခုကအဲ့တော့သူကဘာပြောလဲဆိုရင်နောက်နံပါတ်1 18လဆိုတဲ့ဟာကိုကျွန်တော်တို့မမေ့ရပါဘူးတစ်နှစ်ခွဲမှာခလေးဟာမွေးတဲ့အချိန်မှာဘာသာစကားရဲ့ level ရဟိုဒီ graph မှာဆိုလို့ရှိရင်အောက်ဆုံးအောင်နဲ့ပေါ့အတူတူပဲဒါပေမဲ့လို့18လရောက်တဲ့အချိန်မှာသူတို့သူတည်တနာ future အရာအရန်ကိုဘဝကိုပင်ပန်းဆိုတာစောင့်ဝင်နေတအားချက်တဲရတဲ့မိသားစုတွေရဲ့ခလေးကဘာသာစကားဖွံ့ဖြိုးမှုကအောက်မှာရှိတယ်အောက်ဆုံးမှာရှိနေတယ်ပြီးရင်အလယ်အလတ်မိသားမိဘတွေပေါ့နော်ပညာရည်ချင်းအသင့်အတင့်ရှိတဲ့မိဘတွေရဲ့ခလေးရဲ့ဘာသာစကားဖွံ့ဖြိုးမှုအလယ်မှာရှိပြီးတော့ရန်ပညာတတ်တဲ့မိဘတွေစောင့်ဝင်နေအစဉ်ပြေတဲ့မိဘတွေရဲ့ခလေးတွေကဘာသာစကားဖွံ့ဖြိုးမှုအများဆုံးရှိတယ်ဒါပေမဲ့ဘာလဲလို့တယ်လဲဆိုရင်ဘာဖြစ်လို့လဲဆိုတော့သူတို့ကစောင့်ဝင်နေပြေလေတယ်ပညာဉာဏ်နဲ့ပညာရည်လည်းတတ်တဲ့အတွက်ကြောင့်မလို့ခလေးနဲ့သူတို့ဟာအပြန်အလှန်ဆက်သွယ်မှုတွေများလို့ပါဒါပေမဲ့ဘလောက်ပဲချမ်းသာပါစေဘလောက်ပဲပညာတွေတတ်ပါစေခုနလိုခလေးကိုအချိန်မပေးဘူးပြောတာနည်းတယ်ဆိုရင်တော့သူ့ရဲ့ဘာသာစကားဖွံ့ဖြိုးမှုကလည်းကျသွားပါမယ်ဘာသာစကားဖွံ့ဖြိုးမှုကျတယ်ဆိုလို့စကားမပြောနိုင်ဘူးလားမဟုတ်ပါဘူးခလေးစကားပြောပါလိမ့်မယ်ဒါပေမဲ့အဲ့ခလေးကျောင်းကိုရောက်တဲ့အချိန်မှာသူအသက်အတိုင်းရှိရမယ်စကားလုံးတွေသူ့မှာမရှိပါဘူးပြောလိုက်ရင်ချက်ချင်းနားမလည်ပါဘူးပြောလိုက်ရင်ကျမတို့ကကြားပြီဆိုရင်အုံနောက်ကလက်ခံတယ်နားကနေပြီးတော့ယူလိုက်တယ်အုံနောက်ကိုပို့တယ်အုံနောက်ကလက်ခံတယ်ပြီးရင်ဒါကိုအဓိပ္ပာယ်ပြန်တယ်ဆိုတော့ဖြစ်စဉ်ရှိပါတယ်အင်မတန်မြန်လို့ပါအဲ့ဒါနှီးသွားတယ်ပြောလိုက်ရင်ဒီကလေးကချက်ချင်းနားလေပြီဆရာမပြောလိုက်ရင်ဟိုကလေးကအထဲမှာprocess လုပ်နေရတော့နှီးတယ်အဲ့ဒီလိုအခက်ခဲတွေရှိတော့ကျောင်းမှာကလေးကအခက်ခဲတွေ့ရင်မပြောဘူးဆိုတာဖြစ်လာရောအဲ့တော့ဒီ3နှစ်အထိကျမတို့ early child intervention ဒီလူဝင်ဌာနတော့9နှစ်အထိလောလောဆယ်မှာလိုအပ်ဖို့အရာ9နှစ်အထိကိုတာဝန်ယူထားပါတယ်အဲ့တော့ဒါပေမဲ့ဒီ3နှစ်မှာဖွံ့ဖြိုးမှုအားကောင်းတယ်ဆိုတာရှိပါတယ်အဲ့တော့ကျမကဒီညတော့ဖြတ်ပြီးဗီဒီယိုလေး10မိနစ်ကျော်လောက်ကလေး10မိနစ်နဲ့56စက္ကန့်လောက်ပြချင်ပါတယ်အုံနောက်ထဲမှာခုနလိုလှုံ့ဆော်မှုရှိရင်ဘလို့အုံနောက်ထဲကဆဲစီဖြစ်တယ်ဆိုတာလေးကိုပါကလေးနဲ့အမေရဲ့အပြန်အလှန်ဆက်သွယ်မှုเนาะအဖေဒီဟာဒီလိုမျိုးဒီထွေးပွေးဟာလေကလေးကို caring ကိုယ့်ရဲ့ချစ်ခင်မှုကိုပြသဖို့လိုပါတယ်စကားပြောနေမဟုတ်ဘူးချစ်ခင်မှုကိုပြသဖို့လိုတယ်ဆိုတဲ့အကြောင်းဒီညလေးမှာကလေးနဲ့အမေကကလေးကိုတေးသေးချာချာကြည့်တယ်ကလေးကိုစကားပြောတဲ့အခါမှာကလေးရဲ့အုံနောက်ထဲမှာဘယ်လိုဖြစ်နေမလဲအဲ့တော့ဒါအုံနောက်ကမွေးလာတဲ့အချိန်မှာ तू ပါလာတယ်ဆဲစင်နဲ့ဒီလမ်းချောင်းတွေပါလာတယ်သို့တော့ဒီလောက်ချိန်နေပဲ तू ရှိအောင်မယ်ဒီမီးလုံးလေးတွေလင်းနေတာက stimulation တစ်ခုလာရဲ့အဲထဲမှာတစ်ခုနဲ့တစ်ခုဆက်သွယ်တာပါလမ်းကြောင်းတွေတစ်ခုနဲ့တစ်ခုဆက်သွယ်ပါတယ်ဒီဟာအဲ့ဒီမှာအဲ့တော့အပြောဆိုအပြန်အလှန်ဆက်သွယ်မှုတွေလူကြီးနဲ့များလေ
ကြည့်ပါကလေးရဲ့အာယုံကြောလမ်းချောင်းလို့ပဲကျွန်မပြောလိုက်တော့မယ်အုံနောက်ထဲကဘလောက်တောင်တန်ဆွမ်းသွားတယ်အားကောင်းသွားတယ်လေအဲ့တော့ तू ကနောက်တစ်ဆက်အခက်ခဲတွေကိုဖြည့်ရှင်းတတ်ဖို့ကိုအားကိုတတ်ဖို့အားတွေအတွက် तू အုံနောက်ကတင်ယူအစင်သင်ဖြစ်နေပြီအဲ့ဒီအချိန်မှာကလေးကို TV ရှေ့ကိုပဲချထားတယ်ကလေးက handphone က game ကိုကြည့်တယ် handphone က game စီကြည့်လို့ကလေးအုံထောက်ဖွံ့ဖြိုးမှုကိုလုံးဝအထောက်အကူမဖြစ်တဲ့အပြင်အခုတချို့ကလေးတွေ autism ဆိုပြီးပြောခံရတယ် autism မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ပတ်ဝန်းကျင်ကြီးပြရတာတစ်ချိန်လုံး TV ကြည့်တယ်ဒီက game တွေကိုကြည့်တော့အဲ့ဒီ game တွေ TV တွေကကလေးရဲ့အုံထောက်နဲ့မတန်အောင်sensation တွေအများများတယ်ဆရာလေးတို့ဆရာတော့တပည့်တော်အရွယ်ပဲထားတပည့်တော်60နားနေပြီတပည့်တော်အခု disco ကလပ်ထဲဝင်သွားရင်တပည့်တော်ဝုန်းတိုင်းကျဲပြီးတပည့်တော်ဘယ်လိုဖြစ်မလဲအဲ့ဒီလိုမျိုးခလေးကို TV တွေပြရင် game တွေဆော့ရင်ဒါပေမဲ့ဆွဲတယ်ဆွဲလို့အခုဆိုလို့ရှိရင် WHO ကဒီ game တွေကိုဆွဲတာကိုယောဂအနေနဲ့တောင်သတ်မှတ်ထားပါပြီအဲ့ဒီလိုပဲလုပ်ရင်တော့ဒီလိုအခုပုံထဲမှာပြတယ်လို့ဖွံ့ဖြိုးမှာမဟုတ်ပါဘူးအဲ့တော့ तू ဘာဖြစ်မလဲတက်ကြီးလာရင်သူ့ရဲ့စွမ်းရည်တွေဟာအပြည့်အဝသူရှိမှာမဟုတ်ပါဘူးဒါလမ်းကြောင်းတွေကိုဖောက်တာကိုသူပြောနေတာပါအဲ့တော့ဒါကို brain architecture ဖွဲ့စည်းပုံဆိုပြီးပြောပါတယ်အဲ့ဒီဖွဲ့စည်းပုံကိုအားပေးသောအရာသည်မခက်ပါဘူးကလေးကိုပြုစုဆောင်ရှောက်သောမိသားစုသည်ပတ်ဝန်းကျင်သည်ဆွေမျိုးများသည်အိမ်နီးချင်းများသည်ကလေးနဲ့အပြန်အလှန်ဆက်သွယ်ပေးပါမှန်ကန်စွာလည်းဆက်သွယ်ပေးရပါမယ်အဲ့ဒီမှာအုံနောက်တစ်ခုလုံးကသူအများကြီးဖွဲ့စည်းလာပြီ brain architecture လို့ခေါ်ပါတယ်အဲ့ဒါက experience ကလေးဟာသူ့အုံနောက်ကြီးကိုဖွဲ့စည်းဖို့အတွက်သူအခွင့်အရေးတွေရနေတယ်အုံနောက်ဖွဲ့စည်းပုံသိကောင်းသွားတယ်သူ့ဘဝအတွက် foundation အဲ့တော့ဒီအသက်အရွယ်ကအိမ်တအိမ်ဆောက်လို့ရှိရင်အုံမြင့် foundation ချနေတဲ့အချိန်မှာ foundation မကောင်းရင်အဲ့ဒီအိမ်ရဲ့အရေးအသွေးကဘယ်လိုနေမလဲ quality လူနေလို့တော့ရတယ်ဒီကလေးတွေအသက်ရှင်မှာပဲဒီကလေးဆရာဝန်ဖြစ်ချင်လဲဖြစ်သွားနိုင်တယ်ကြက်အားကောင်းလို့စာကြက်အားကောင်းလို့မှတ်ဉာဏ်ကောင်းလို့ဖြစ်သွားနိုင်တယ်ဒါပေမဲ့သူ့ဘဝအရေးအသွေးသူ့ရဲ့စဉ်းစားတွေးခေါ်နိုင်မှုစိတ်ဓာတ်ရင်းကျက်မှု stress ကိုခံနိုင်မှုဒါတွေမှာအများကြီးကွာသွားပါပြီအဲ့ဒီမှာအဲ့လိုခုနလိုအလုပ်တွေလုပ်ရင်းနဲ့ကျမတို့မြင်တဲ့နေရာ area ဒီနောက်မှာပါနောက်စီမှာပါပြီးလို့ရှိရင်ဒီမှာဒီအောက်ခြေလေးကကျမတို့စိတ်ခံစားမှုဆိုင်ရာနဲ့ပတ်သက်ပါတယ်ဒီအလယ်မှာဆိုလို့ရှိရင်ကျမတို့ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုကိုထိန်းချုပ်ထားတဲ့နေရာပါရှေ့ဆုံးမှာဒီရှေ့မှာ behavior control ကိုယ့်ရဲ့အပြုအမူတွေကိုထိန်းချုပ်တာပါအပေါ်ဆုံးကတော့လှုပ်ရှားမှုတွေကိုထိန်းချုပ်တဲ့ area တွေဖြစ်လာတယ်အဲ့တော့ foundation ကိုကျမတို့ကကောင်းကောင်းဆောက်တာအိမ်ကြီးဆောက်ပြီးတော့ကျမတို့ foundation ကိုပြန်ပြင်လို့ရပါသလားမရပါဘူး foundation ချတဲ့အချိန်မှာပဲ foundation ကိုခိုင်အောင်လုပ်မှ foundation ကကောင်းပါအိမ်တိမ်လုံးပြီးသွားတော့မှ foundation သိပ်မကောင်းလို့ဆိုရင်အိမ်ဆိုရင်တော့ဖြတ်ချမယ်ပတ်စံရှင်ဖြတ်ချလိုက်ပြီးနောက်တော့ဆောက်လို့ရတော့လဲပဲလူဘဝကိုကျမတို့ဖြတ်ချလို့မရဘူးအဲ့တော့ဒီမွေးစာနဲ့3နှစ်အထိဟာ3နှစ်ကျော်ပိုင်းဒီကာလကိုဘလို့နည်းနဲ့မှပြန်မရနိုင်တော့ပါဘူးအဲ့တော့ဒီကာလကိုကျမတို့အမိရသုံးရမယ်ဆိုတော့အခုဆိုလို့ရှိရင်မိဘမဲ့တွေကိုစောင့်ရှောက်တဲ့တန်ဃာစီလာရှင်ကျောင်းတွေရောတန်ဃာဆရာတော်ကျောင်းတွေလည်းများလာပြီပေါ့နော်အဲ့တော့ဒီနေရာမှာဆိုတော့ခလေးတွေကိုကျမတို့ကရုပ်ဝတ္ထုစားပေးရုံအဝတ်ပေးရုံနေစရာပေးရုံနဲ့လည်းဖွံ့ဖြိုးမှုအပြည့်အဝမရနိုင်သေးပါဘူးဒီလိုမိဘမဲ့ကျောင်းတွေမှာအခက်အခဲရှိနိုင်တော့လဲပဲသူတို့ရဲ့စိတ်ဓာတ်ဖွံ့ဖြိုးမှုသူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးသူတို့တဘွားလုံးထွက်ကောင်းမှုကျန်းမာရေးအထိပါထိခိုက်မှုရှိပါတယ်အဲ့ဒါတွေကောင်းဖို့ဆိုရင်တော့ကျမတို့ကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလူမှုဆက်ဆံရေးပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကျမတို့အလေးနဲ့ထားပြီးပြုစုပြောထောင်ရပါမယ်ကျမနောက်တစ်ခုလေးပြပြစေခုနအပြန်အလှန်အပေးယူဆက်သွယ်တဲ့ဟာလေးပါအဲ့တော့အပြန်အလှန်ခလေးကစတယ်အမေကတုံ့ပြန်တယ်အမေကပြောတယ်ခလေးကပြန်တုံ့ပြန်တယ်အဲ့တော့ဒီလိုမျိုးခလေးကိုပြုစုဆောင်ကြခလေးထိန်းတယ်ဆိုတာခလေးကို
အစာကျွေးချိန်မှာကျွေးပြီးတော့အဲ့ချိန်မှာအိပ်ပြီးတော့ဟိုချူချူဆိုဝိုင်းလဲပြီးတော့ခလေးမလဲရင်ပြီးရောဆိုပြီးထားလို့လုံးဝမရပါဘူးဒါဒီလိုမျိုးဆက်သွယ်တဲ့အချိန်မှာအပြန်အလှန်ဆက်သွယ်တဲ့အချိန်မှာအုံနောက်ဖွံ့ဖြိုးတာကိုပြတာပါခုနဒီဆဲစီကတော့အတူတူပဲပါပဲခုနဖွံ့ဖြိုးတာလေးကိုပြချင်လို့ပါဒီမှာအမေကခုနခလေးကိုပြောပြီအမေနဲ့ခလေးနဲ့ဒါခလေးကကိုင်းလို့ခေါ်တယ်ဝူဝဝအတန်ထွက်တာလေ2လ3လဦးဝါအဲ့လိုမျိုးအတန်ထွက်တယ်အမေကအဲ့ဒီအတန်တိုင်းလိုက်ထွက်တယ်ခလေးကပြန်ထွက်တယ်အဲ့ဒါဟာကျမတို့ကလေမေမေဖေဖေမမအဲ့လိုမပြောတတ်ခင်မှာအဲ့လိုစကားလုံးတွေပြောဖို့မထွက်ခင်မှာအပြန်အလှန်ဆက်သွယ်ခြင်းဆိုတဲ့ဒါဟာ foundation မှာဒီလိုတွေဖြတ်တန်းပြီးတော့မှဖွံ့ဖြိုးပြီးတော့မှခလေးကစကားလုံးထွက်တာပါ18လမှာစကားလုံးစတော့12လမှာသူက6လမှာအဲ့လိုအတန်တွေထွက်ပြီး6လမှာစကားလုံးကိုသူစားသိတယ်ပြီးရင်18လလောက်မှာသူအတိတ်ပဲတွေကိုသိလာပြီးတော့2နှစ်နဲ့3နှစ်ကြာမှာသူကစာကြောင်းတွေထွက်လာတာပါဒါပေမဲ့အဲ့ဒါတွေထွက်ဖို့ကအဲ့လိုအပြန်အလှန်ဆက်သွယ်မှုအများကြီးလိုတယ်များများရတဲ့လူကအထက်မှာအုံနှောင်းရဲ့ architecture ဖွဲ့စည်းပုံအားကောင်းတယ်အားကောင်းတော့ဘာသာစကားမှာသူအများကြီးသူရမယ်ဆိုတော့ဒီလိုဟာမျိုးလေးတွေကျမတို့ကခလေးတွေနဲ့ဆက်သွယ်လုပ်ဖို့လိုပါတယ်ဒီနောက်ကဟာတော့အတူတူပါပဲအဲ့တော့ခုနစိတ်ပိုင်းဆိုင်ဟိုမျိုးကျွန်မပြန်ပြောရင်နံပါတ်1 self regulation ကိုထိန်းချုပ်နိုင်မှုဆိုတာလေခုနလိုကြီးပြင်းတဲ့ကလေးဟာသူ့ကိုယ်သူထိန်းချုပ်နိုင်မှုမှာအားကောင်းပါလေ self regulation ဘာလို့ဆိုတော့ तू ကလုံခြုံစိတ်ချစွာနှွေးထွေးသောပတ်ဝန်းကျင်ဟိုချစ်တဲ့ပတ်ဝန်းကျင်မှာ तू ကြီးပြင်းလာလို့ तू ဟာဒီအရေးသွေး तू တက်လာပါတယ်အဲ့တော့ပတ်ဝန်းကျင်အများကြီးကြီးပါတယ်အဲ့တော့ဒီမှာသူတို့တစ်ခုပြောပါတယ်ဥပမာစစ်ဘေးချောင်စခန်းကကလေးတွေကိုအဲ့စစ်ဘေးချောင်စခန်းတွေကယ်ထုတ်လာပြီးတော့ကို့ကျောင်းမှာဘုံကို့အိမ်မှာပြောင်းထားလိုက်ရုံနဲ့ကလေးရဲ့ဒီစိတ်မဆိုင်ဖွံ့ဖြိုးမှုကိုအားပေးလိုက်ပြီလို့ပြောလို့မရပါဘူးကို့အိမ်မှာထားတယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာပဲဖြည့်ဆည်းပေးတာလည်းမကဘူးစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလည်းဖြည့်ဆည်းပေးဖို့လိုပါတယ်အဲ့ဒါလေးတစ်ချက်ပါနောက်တစ်ချက်က compliance ဆိုတာခလေးကို18လဆိုရင်လည်းတစ်နှစ်ခွဲဆိုရင်လည်းတစ်နှစ်ခွဲအလျောက်သူနိုင်တာကိုလုပ်ခိုင်းတာလားပြီးရင်အဲ့ဒီကနေပြီးတော့မှသူကတခါ2နှစ်လောက်ဆိုလို့ရှိရင်အင်ကြီးလေးရှော်မဲ့အင်ကြီးလေးချင်းနဲ့ထည့်လိုက်စားအုပ်ကလေးယူလားအခန်းထဲကဘောလုံးလေးယူလားမမေကိုနွေးတယ်လေးယူလားဒီလိုမျိုးလွယ်ကူတဲ့ဟာလေးတွေကိုလောက်ခိုင်းပေးရပါမယ်အဲ့ဒီမှာကလေးကနောက်ပြီးတော့အမိုက်ဆိုရင်တောင်းထဲကိုပြစ်ရတယ်ဒီရွယ်တွေကတင်လို့ရပါတယ်တင်လိုက်ရင်အုံနောက်ကကွန်ပျူတာလိုပဲ program မှတ်သွားတာပါ तू ကမှတ်သွားတော့ तू ကအကျင့်ဖြစ်သွားတယ်ကျမတို့လမ်းလျှောက်ဖို့အခုကျမတို့စဉ်းစားရလားဘယ်ဘက်ခြေထောက်ကလှမ်းမယ်ညာဘက်ခြေထောက်လှမ်းမယ်လို့ကျမတို့စဉ်းစားကြရမလို့အော်တိုဖြစ်သွားပြီအဲ့လိုပဲဒီ18လ12လ तू စလုံးနိုင်တယ်ကဒီလိုမျိုးလေးတွေကိုကျင့်ပေးခဲ့ရင်လိုမျိုးလေးဆိုတာ तू လုံးနိုင်တဲ့အလုပ်ကလေးတွေကိုကျင့်ပေးခဲ့ရင် तू ကအုံနောက်က तू ကဆိုတာအုံနောက်ကမှတ်သွားပြီတော့ program မှတ်သွားပြီးတော့အကျင့်ဖြစ်သွားရင်အမိုက်ဆိုရင်အမိုက်တော်လည်းဖြစ်ရမယ်အပြင်ကပြန်လာရင်လက်ဆေးရမယ်အကျင့်ဖြစ်သွားပြီကျမအရင်တော့အပြင်ကပြန်လာရင်လက်ချက်ချင်းမဆေးတတ်ဘူးနောက်တာ SARS အကြီးကျယ်ဖြစ်တဲ့အခါကျတော့ကျမတို့မဖြစ်မနေလက်ဆေးရမယ်အစင်ကူမှာမဖြစ်မနေလက်ဆေးရမှာကိုတင်းတင်းကြပ်ကြပ်သင်ပါတယ်ကျမတို့ mask တက်ဖို့မသင် mask ကကိုချောင်းဆိုရင်သာတက်ခိုင်းတာပါ mask တက်ဖို့ထက်ပိုရေးကြည့်တာလက်ဆေးတာ WHO ကခလေးကျန်းမာရေးအတွက်တန်ရှင်းရေးအတွက်ချမှတ်တဲ့အရေးကြီးဆုံးတစ်ချက်ကလည်းလက်ဆေးတာအဲ့တော့ဒီကအဲ့ဒါတော့များအိမ်ပြန်ရောက်ရင်လက်ချက်ချင်းဆေးပြီးမှခလေးကိုကိုင်းပါအဲ့ဒီအကျင့်လေးပေါ့အခုအဲ့တော့ကျမတို့တော်တော်ကိုခေါင်းကလေဟိုတတိထားပြီးတော့ကျင့်ယူရတယ်ဒါပေမဲ့အကျင့်ပါသွားပြီအုံနောက်ကမှတ်မိသွားပြီအခုပြန်ရောက်တာနဲ့ကျမကလက်ဆေးဖို့ကိုမစင်းသားနေရတော့ဘူးအော်တိုပဲကျမသွားပြီးတော့လက်ဆေးဖြစ်တယ်လက်မဆေးရရင်ကိုဟိုတခုခုလိုနေအဲ့လိုအကျင့်ဖြစ်သွားတယ်အဲ့တော့18လတည်းကကျင့်လိုက်ရင်အမိုက်ကိုအဲ့ဒီအမိုက်ပြစ်တတ်ရင်ခလေးကအကျင့်ပါသွားမယ်လောက်တက်သွားမယ်စီကန်းကိုလိုက်နာတတ်တဲ့အကျင့်ရသွားမယ်နောက်ပြီးတော့အင်မတန်ရေးကြည့်တဲ့ချက်သူ့ကိုယ်သူစိတ်ချယုံကြည်မှုကိုလေးစားမှုတက်လာမယ် confidence ရှိလာမယ် self esteem သူအဲ့မှာဖြစ်လာမယ်
ဒါပေမဲ့ဒီမှာကများသောအားဖြင့်ကျွန်မတွေ့ရသလောက်ပေါ့နော်များသောအားဖြင့်ကမိဘတွေကတော့၎င်းခလေးကိုကြည့်တဲ့သူကတော့အကုန်လုပ်ပေးတယ်ထမင်းဆိုလဲကျွေးလိုက်တာပဲအဲ့တော့2နှစ်မှာခလေးကဇွန်လေးကင်ပြီးသူစားတတ်ရမယ်အဲ့ဒီမှာသူ့ရဲ့လက်နဲ့လက်ချောင်းလေးများလှုပ်ရှားမှုလဲသူကတိုးတက်လာတယ်သူကမျက်စိနဲ့ဒီလို eye hand coordination ဆိုတဲ့အချက်ကလည်းသူတိုးတက်လာတယ်အင်မတန်အရေးကြီးတဲ့သူ့ကိုယ်သူအားကိုးမှုသူ့ကိုယ်သူယုံကြည်စိတ်ချမှုဆိုတဲ့စိတ်သက်ရင့်ကျက်မှုရဲ့အခြေခံတွေလည်းသူကသူ့အုံနောက်ထဲကိုတခါတည်း program တွေကထည့်ပေးပြီးသားဖြစ်သွားတယ်သူများကိုအားကိုးတဲ့စိတ်လည်းတဖြည်းဖြည်းနည်းလာတယ်အဲ့ဒါလေးတခုဆိုတော့ကျမတို့ကကလေးတွေဖွံ့ဖြိုးမှုအမြင့်ဆုံးရအောင်အထူးတလေသွားပြီးတော့ပတ်စံတွေအများကြီးကုန်ပြီးတော့လှုပ်เสียမလိုဘူးဒီလိုလေးပေါ့နီးလေးပဲသူနဲ့ကစားပေးမယ်နှစ်ချုပ်ပြောလိုက်တော့သူနဲ့ကစားပေးမယ်သူနဲ့တန်တဲ့သူ့အသက်အရွယ်နဲ့တန်တဲ့နီးတိုင်းကစားပေးမယ်အင်မတန်တန်မိုးကြီးတော့ကျမဒီမှာပြောရမယ်ဆိုတော့ကျမသူ့ကစာတန်းလေးတော်တော်ဖတ်ဖြစ်ပါတယ်ခလေးကဒီလိုခုနအုံနောက်ဖွံ့ဖြိုးမှုခုနလိုဒီအာယုံကြောတွေလို့အားကောင်းလာတဲ့ဖွံ့ဖြိုးမှုကလူကြီးနဲ့အပြန်အလှန်ဆက်သွယ်မှုနှွေးထွေးမှုချစ်ခင်မှုအဲ့ဒါတွေပေါ်မှာပဲမူတည်တာပါသူတို့အခိုင်အမာရေးပါတယ် education တချို့ရှိပါတယ်ခလေးဖွံ့ဖြိုးမှုအတွက်ထောက်ကူဖြစ်တယ်ဆိုတဲ့သင်တန်းတွေနောက်ပြီးတော့ဗီဒီယိုတွေအဲ့လိုမျိုးတွေရှိပါတယ် education twice အင်မတန်ဈေးကြီးတယ်လို့ပြောပါတယ်အဲ့ဒါတွေကဒီလိုဖွံ့ဖြိုးအုံနောက်ဖွံ့ဖြိုးမှုကိုခလေးရဲ့ဖွံ့ဖြိုးမှုအားလုံးအတွက်ထောက်ကူဖြစ်တယ်ဆိုတဲ့သူတေသနာပြုခြင်းမရှိသေးဘူးလို့သူတို့ခိုင်မာဆိုထားပါတယ်ဆိုတော့ကျမတို့ခုနကဟာကိုဆက်ပြောရင်ကျမမြန်မြန်လေးပြန်ချုပ်ပါမယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုက9ခုရှိတယ်အဲ့ဒီမှာ problem solving ခက်ခဲကိုဖြစ် stress ပဲခါမှာဖြစ်လဲဆိုရင်ခက်ခဲနဲ့တွေ့ရင်ဖြစ်တယ်ဘေးဒုက္ခနဲ့တွေ့ရင်ဖြစ်တယ်အဲ့ဒီဆိုရင်အဲ့လိုအခက်အခဲတွေ့တယ်ဘေးဒုက္ခတွေ့လိုက်တာနဲ့ကျမတို့ခန္ဓာကိုယ်မှာအလိုလျောက်ဒီ stress ကိုတုံ့ပြန်တဲ့စနစ်ကရှိပြီးသားပါအဲ့တော့ဘာဖြစ်လာလဲနှလုံးခုန်နေမြန်လာတယ်ပြီးရင်အထက်မှာ stress hormone တက်လာတယ်ဒါပေမဲ့သူကနည်းနည်းပဲဆိုရင်ပြန်ကျသွားတယ်နည်းနည်းပဲဆိုရင်ကျတာမဟုတ်ကျွန်တော်မှားသွားလို့ပါသူ့မှာဒီကလေးမှာသူ့ကိုကောင်းကောင်းနားလည်ပြီးချက်ချင်းကလေးကလိုအပ်ချက်ကိုကလေးအကြောင်းကိုသိပြီးချက်ချင်းလူကြီးကကူညီထောက်ပံ့ပေးလိုက်ရင်အဲ့ဒီဟော်မုန်းတွေကလည်းပြန်ကျသွားတယ်နှလုံးခုန်မြန်တာတွေကလည်းပြန်ကျသွားတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်အဲ့ဒီလိုသူ့ကိုကူညီပေးမယ်ဒီ stress ဆိုရင်ဆိုင်မှုကူညီပေးမယ်ခလေးလေးနော်ကျွန်မခလေး2နှစ်အောက်လောက်ကိုပဲမျက်စိရမြန်ထားပေးပါလူကြီးမရှိဘူးဆိုရင်သူ့ရဲ့ stress ကတခါပဲဒီနှလုံးခုန်တွေကလည်းမြန်လာမယ်ဟော်မုန်းတွေကလည်းတက်လာများလာမယ်အဲ့ဒီဟော်မုန်းကလူကိုအနှုတ်လက္ခဏာအကျိုးသက်ရောက်စေသောဟော်မုန်းအဲ့လိုဖြစ်လာတယ်အဲ့တော့အဲ့ဒီလိုကနေပြီးတော့ခလေးဟာလျှက်လူရှုခြင်းခံရတော့ခလေးစာဝတ်နေရင်ခက်ခဲလို့လျှက်လူရှုခံရတာတစ်မျိုးဒါတစ်ပိုင်းစာဝတ်နေအတွက်အရန်အဆင်ပြေတော့လည်းပဲအလုံများလို့လျှက်လူရှုခံရတာလည်းခလေးတွေကလည်းရှိတယ်ဆိုတော့အဲ့ဒီခလေးတွေအချိန်ကြာလဲကြာလာတော့အဲ့ဒီ stress ကတောက်လျှောက်ဖြစ်နေတာလေသူနေတိုင်းကြုံနေရတာသို့မဟုတ်ရင်အဖေနဲ့အမေကတစ်ချိန်လုံးရန်ဖြစ်နေတယ်ပတ်သက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရန်ဖြစ်သောမိဘတွေရှိပါသည်ခလေးတွေရှိမှအပြန်အလှန်နေဖြစ်ကြရန်နေဖြစ်တယ်အဲ့ဒါလည်းခလေးတွေ stress ဖြစ်စေတယ်အိမ်နီးနားပတ်ဝန်းကျင်မှာအကြမ်းဖက်မှုတွေနဲ့ကြုံတွေ့ရတဲ့ခလေးတွေအဲ့လိုခလေးတွေကကျမတို့ကလူကြီးတွေရဲ့တင်းတင်းချာချာ support ပေးတာမျိုးထောက်ပံ့ပေးတာမျိုးမရဘူး intervention လည်းမရဘူးဆိုရင်တော့ intervention ဆိုတာလေဆေးရောဂါဆရာဝန်နဲ့သွားကုတဲ့အထီကိုပြောတာမဟုတ်ဘူးရှင်သူ့ကိုတကယ်ကိုသူ့မှာပတ်ဝန်းကျင်ကဆရာတော်ပြောသွားသလိုပတ်ဝန်းကျင်ကောင်းသူ့ကိုတကယ်ကိုနားလည်ပြီးပြောတယ်အကူအညီပေးမဲ့ပတ်ဝန်းကျင်ကောင်းမရှိရင်အဲ့ဒီဟာ toxic stress ဆိုပြီးခေါ်ပါတယ်အဲ့ဒီအခြေအနေဒီကလေးတွေအစိတ်ဘလို့အစိတ်လဲသူကြီးလာရင်သူ့တဖိုးကလုံးကျွဲအဲ့ဒါပါသွားပြီပါသွားတော့ဘာပြောလဲဆိုရင်ငငယ်တုန်းကအဲ့လို stress ဖြစ်စေတော့အရာကိုကြုံခဲ့ရင်တဲ့6မျိုး5မျိုး6မျိုးလောက်6မျိုး9မျိုးထိကြုံရင်ကြီးလာတဲ့အခါစီးချိုဖြစ်တာတွေအဝလွန်တာတွေသွေးတို့ဖြစ်တာတွေဟာတဲ့3ချို1ဆိုတာငငယ်တုန်းကအဲ့လို stress ဖြစ်စရာမကြုံဘူးဖွံ့ဖြိုးမှုကောင်းကောင်းနဲ့မှန်ကန်စွာနဲ့ဖွံ့ဖြိုးလာတဲ့ကလေးကအသက်ကြီးလာရင်ဒီလိုယောဂတွေဖြစ်မှုကတစ်ရှိရင်အခုနလိုမျိုး stress တွေနဲ့ရင်ဆိုင်ပြီးတော့ပတ်ဝန်းကျင်ကောင်းလည်းမရှိလို့ပတ်ဝန်းကျင်ကောင်းဆိုတော့မှကျွန်တော်အများအားပြောပါတယ်ခုနလိုတကယ်ကလေးကိုဘလို့ဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုနားလဲတဲ့ပတ်ဝန်းကျင်ကိုပြောတာပါချမ်းသာတာဆင်းရဲတာကိုမပြောပါဘူး
ဆိုအဲ့ဒီပတ်ဝန်းကျင်ကောင်းတာမရရင်အဲ့ဒီလူဟာအဲ့ဒီကလေးဟာအသက်ကြီးလာရင်သူဟာခုနသွေးတို့စီးချိုးသွေးတိုးရဲ့စီးချိုရဲ့အဝလွန်တာရဲ့တချို့သောကင်ဆာတွေဖြစ်ဖို့က3ဆပို့ပြီးအခွင့်အရေးများပါတယ်အဲ့တော့ဘယ်လောက်တောင်အရေးကြီးသလဲဆိုတော့မြင်လာပါတယ်နောက်တစ်ခုကဘာပြောလဲဆိုလို့ရှိရင်ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးအခုနောက်လို့ stress ဖြစ်စရာအကြောင်းတွေစစ်ဘေးရှောင်စခန်းမှာလည်းရောက်နေတယ်မိဘကလည်းအမေကလည်းမရှိတော့ဘူးမပါလာတော့ဘူးသူကြောက်ပဲစစ်ဘေးရှောင်စခန်းရတော့အမေကလည်းဆုံးရှုံးဖေကလည်းဆုံးရှုံးစစ်ကလည်းဖြစ်ပတ်ဝန်းကျင်မှာလည်းအကြမ်းဖက်မှုတွေကဖြစ်အစားအသောက်ကလည်းမှန်မရဆိုတော့သူ့ရဲ့ risk ကငါသူ့ရဲ့ပြင်ဆိုင်ရတာငါခုလောက်ဖြစ်ပြီးပတ်ဝန်းကျင်ကလည်းသူ့ကိုစားစရာကိုရှိသလောက်စားစရာကဝေမျှပေးနိုင်တယ်ဒီလိုသူ့ကိုသူနဲ့အပြန်အလှန်ဆက်သွယ်ပေးမဲ့သူလည်းမရှိဘူးဆိုရင်တဲ့အဲ့ဒီကလေးဟာသူတို့ကအဲ့နံပါတ်ကိုပြောပါတယ်90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းသေးကြပါတယ်ဘာသေးကြလဲသူ့ရဲ့ဖွံ့ဖြိုးမှုကနောက်ကျပါလိမ့်မယ်တဲ့နောက်ကျတော့သူ့ရဲ့ခုန cognitive အသိဉာဏ်ဆိုင်ရာခက်ခဲတွေကိုဖြည့်ရှင်းနိုင်မှုတွေပိုင်းခြားဝေဖန်နိုင်မှုတွေစဉ်းစားတွေးခေါ်နိုင်မှုတွေချို့ရဲမှာတယ်နောက်တစ်ခုကအဲ့လို stress နဲ့ကြီးလာပြီးတော့ stress ကို response လုပ်တဲ့ stress ကို response လုပ်တဲ့ system ကအားကောင်းရင်တော့အားကောင်းဆိုဖိမမှုရှိလို့ကောင်းတယ်ဆိုရင်တော့အဲ့ဒီ stress system ကကောင်းလာတယ်အားကောင်းလာတဲ့ခါကျတော့ဆရာတော်ဘုရားပြောတာဆို immunity တက်လာတယ်တက်လာတော့ तू ကတုံးတောင်းအခက်အခဲကိုတုံးတောင်းလိုက်ကသူများကသိခက်နေမယ်သူတက်ကခက်ချင်ပါခက်တယ် तू ကဖွံ့ဖြိုးမှုအားကောင်းနဲ့ကြီးလာတော့ဒီခက်ခဲကို तू အေးအေးဆေးဆေးဖြည့်ရှင်းနိုင်တယ်အဲ့လိုမျိုးဒါပေမဲ့အခုနောက်လိုမျိုးကြုံပြီးတော့ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုစိတ်ပိုင်းဆိုင်ရာအတွက်ပံ့ပိုးမှုမရရင်တော့အဲ့ဒီလူကလုံးဝနှောင့်နှေးသွားပါလိမ့်မယ်အဲ့ဒါတစ်ချက်ပါနောက်ဆုံးတစ်ချက်ကတော့အဲ့ဒီချက်လေးတော့ပြောရစေအဲ့ဒီတစ်ချက်ကတော့သူတို့သူတေသနာလုပ်ပါတယ်ဝင်ငွေနေတော့နော်လွယ်လွယ်လေးပြောရအောင်ဆင်းရဲတော့မိသားစုကကလေးတွေကိုသူတို့ကျောင်းမှာနှစ်3နေရာလောက်ထားပါတယ်အသက်22နှစ်အထိ22နှစ်အထိသူတို့တောက်လျှောက်ကြည့်ပြီးလုပ်တယ်နောက်တစ်ကျောင်းမှာအသက်40အထိကြည့်တယ်အလေကကျောင်းတော့ဘယ်လောက်ထိကြည့်လဲကျွန်မအဲ့ဒီအထိကိုမဖတ်လိုက်ရအောင်ပေါ့နော်3ကျောင်းမှာသူတေသနာလုပ်လိုက်တော့ဒီကလေးကယောဂဖြစ်တဲ့ကလေးမဟုတ်ဘူးเนาะဒါပေမဲ့သူ့မှာဖွံ့ဖြိုးမှုကိုနောက်ကျစေဝယ်ရာအကြောင်းတွေရှိနေတယ်ပေါ့ရှိနေလို့သူတို့ကိုကျောင်းမှာကောင်းကောင်းဖွံ့ဖြိုးမှုကောင်းကောင်းရအောင်မှန်ကန်ကန်ပြည့်စုံပြိုးထောင်လိုက်တော့ဒီကလေးတွေအတွက်$ရင်းလိုက်တဲ့ခါတိုင်းမှာတဲ့ဒီကလေးတွေကြီးလာတော့သူတို့ဟာရင့်ကျက်တော်လူသားများကိုမိသားစုကိုရက်တီကိုယ်တိုင်ရက်တီနိုင်တော့ကိုမိသားစုကိုကြိုးပြုနိုင်တော့တိုင်းပြည်ကိုကြိုးပြုနိုင်တော့နိုင်ငံသူနိုင်ငံသားတွေဖြစ်လာတဲ့အခါမှာဆိုရင်တဲ့ကျောင်းတစ်ကျောင်းကတော့$4အထိပြန်ရပါတယ်တိုင်းပြည်ကနောက်ကျောင်းမှာတော့$9လား$9လားအဲ့လောက်ထိပြန်ရတဲ့အတွက်ကြောင့်မလို့ကျမတို့အားလုံးဟာဒီကလေးတွေဖွံ့ဖြိုးတိုးတက်မှုရအောင်ကျမတို့ကစိုက်ထုတ်လို့ရှိရင်ကျမတို့မိသားစုအတွက်ကလေးတွေကောမိသားစုအတွက်ကောတိုင်းပြည်အတွက်ကောဟာအကျိုးမြတ်ပြန်ရပါတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်အချိန်လည်းတော်တော်ကြော်သွားပြီဖေကတပည့်တော်တို့ပြောစရာတွေကတော့အများကြီးပါပဲဒါပေမဲ့ကလေးတွေနဲ့စကားပြောပေးပါဟန်ဖုန်းတွေကိုပေးဖက်ထားပေးပါကလေးတွေကိုစာအုပ်ဖတ်ပြပါစာအုပ်ဖတ်တာငယ်ငယ်တည်းကစပြီးတော့ပုံမြင်ဆရာတော်ပြောပါသလိုပုံကြီးနဲ့စာအုပ်အသက်ကြီးလာတဲ့အခါမှာပုံသေးပြီးစာများလာတဲ့စာအုပ်မျိုးပုံပြောပေးပါဒါကြောင့်ဆရာတော်ရှင်စေကိန်းသားဆိုပုံပြောတယ်ဆိုအဲ့ဒီဟာတွေကကလေးဖွံ့ဖြိုးမှုအင်မတန်အကျိုးရှိပါတယ်ပတ်စံလည်းမကုန်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာတော်များသီလရှင်များအားလုံးလည်းယူသေးသွားကြတော့ပါဗျာဆွေးနွေးဟောပြောပြပါတော့ဆရာမကြီးဒေါက်တာမေကုချီအားဥပဒေပြုပါလိမ့်မယ်။စီဒီကအနာရောရှင်များဒီကရှင်ဆရာလေးများကိုငယ်ဆုံးစက္ကန့်စီဒီကြီးအဲ့လိုများဒီလေသာသာသွင်းစီဒီဖြစ်ပါလိမ့်မယ်။ဒီပါရေးခဏကိုခဏတင်လာပြီးဖြစ်ပါလိမ့်။ဆရာတော်များဆုံးကြတဲ့စီဒီကိုဆက်လက်ဆောင်ရွက်ကြပါရန်ဒီသာပါပါနောက်ချပါမယ်ပါဏစေရောဒီလိုပဲစီရင်မှာဒီဒီဝါညာပါဏစေရောဒီလိုပဲစီရင်မှာဆုံးတာဖြစ်ပါတယ်။တပါးများဆရာတော်ဒီသာမဏေကလည်းဘုရားမှာဆရာတော်တရိပါနေဆန္ဒနာများကိုရှမ်းရွာသာတော်ဆိုင်ကိုပြီးတော့ဆုံးတာဖြစ်ပါတယ်။ရှမ်းရွာသာတော်ဆိုင်ကိုပြီးဆောင်တဲ့ပေါ်လင်းများနဲ့ဒီနေ့စီဒီနာဖြစ်ပါတယ်။ဆ
ဆရာလေးကတော့ဒီကျွန်တော်ရဲ့နာမည်ကအမှဆောက်တာပါပါတယ်ဆရာလေးကနာမည်ကအမှဆောက်ပြပါရင်လေးသားတော့အတ္တဆောက်တာပါတရားဒီနေ့ကျွန်တော်ကတော့မြန်မာကွန်ပျူတာကွန်ပျူတာတွေမှာအားဒီလာတဲ့တော့မှာလူအောင်ပြီးတက်သိညာကြီးကိုစက်ကပြန်လာဖြစ်ပါတယ်သတိပြုအနေနဲ့တော့ဒေါက်တာအေးကျော်တော့စီစီလေးကကွန်ပျူတာရဲ့ကော်ပီကိုပြန်လာဖြစ်ပါတယ်ရှင်ဒီကမှာလည်းဖိတ်ဒီကော်ပီကိုပြန်ဝင်စက်ကပြန်လာဖြစ်ပါတယ်။ဘာမြန်စံလေးကဘိုးတေသာမောင်မအားနိုင်စံကန်တော့စံကန်စာဒီမှာများပါတယ်သူ့ကံကောကိုပြန်လာဖြစ်ကြပါတယ်။ဒေါက်တာမောင်တော့မောင်ဝိဒါမှလည်းသူရဲ့ဘုရားကိုပြန်လာဖြစ်ကြပါတယ်။ဒီတဲ့လူရှင်ကတော့ခလောက်အောင်မတ်တိတ်တဲ့လူရှင်ကတော့သူပြန်လာဖြစ်ပါတယ်။ဒီခန္ဓာရဲ့အတားသာတဲ့လူရှင်ကတော့မတန်နိုင်မနန်တာမနန်ကိုခင်ပါအေးဒီဒါကိုများပါသူလည်းလာသိကြပါရဲ့ကျွန်တော်များဒီကစမ်းသပ်တဲ့အချိန်ကြီးပြိတ္တနာတွေလည်းသာသူအချိန်မှာခန္ဓာရှင်ကြီးရဲ့အတိုင်းကိုပြန်လည်ဆက်လက်ရှင်းပါပါပဲ